ပရိသတ်များလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့ J Audio Post Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်များအားလုံးအတွက်ကျမတို့ရဲ့ J Audio Post Channel ကနေနေ့စဉ်ဇလံကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဝင်ရောက်ပြီးတော့နားဆင်ပေးဖို့အတွက်လည်းဖိတ်ခေါ်လိုက်ပါရစေရှင်ဒီနေ့မှာပရိသတ်တွေအားလုံးနားဆင်ရမှာကတော့စာရေးဆရာချစ်ဦးညိုရေးသားထားတဲ့မနီးဆန္ဒဥဒန်းဆိုတဲ့ဇလံလေးရဲ့အပိုင်း 3ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပရိသတ်များအားလုံးကလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်ပရိသတ်များရှင်ဇလံလေးမစတင်ခင်မှာတော့ကျမတို့ရဲ့ J Audio Post Channel လေးကို Like and Subscribe လေးလုပ်ပြီးတော့ဘေးနား Notification လေးနှိပ်သွားပြီးအားပေးခဲ့ဖို့လည်းတောင်းဆိုလိုက်ပါရစေရှင်ဒါဆိုရင်တော့ကျမတို့ရဲ့ဇလံလေးကိုအခုပဲစတင်လိုက်ရအောင်ပါသူဝနာဘူမီစစ်ပွဲပြီးဆုံးသွားပြီဆိုတဲ့သတင်းကိုခင်ဦးစီယူဆောင်လာသူကခမဲတော်ကိုယ်တိုင်မှာခမဲတော်ဟာသူကိုယ်တိုင်စစ်ပွဲမှာဝင်ရောက်တိုက်ခိုက်လာခဲ့တဲ့အတိုင်းခင်ဦးစီလာပြောတဲ့အချိန်မှာသူ့တွေဟာနွမ်းနယ်လို့နေပါတယ်ခရီးတာပေါင်းများစွာကိုအရက်နာမရှိပြေးလာရသူလို့မောပန်းလို့နေတယ်သူတို့စစ်ပွဲပြီးသွားပြီသမီးတော်ကြီးတဲ့ရုတ်တရက်တတိလက်လွတ်နေအမောင်တို့ပကံတက်တွေကအောင်မြင်လိုက်တယ်မဟုတ်လားယင်လို့နှုတ်ကထွက်သွားပြီးတော့မလို့ခင်ဦးမနေသတိထားလိုက်ရတယ်ခမဲတော်တို့တွက်ထားတဲ့အတိုင်းပါပဲတန်ပဒီပါတက်တွေဟာသူဝနာဘူမီကိုအလွယ်တကူပဲအနိုင်ရလိုက်တယ်နှစ်ဖက်စစ်တီရဲ့အကြအဆုံးအထိချနေပါစွာနဲ့စစ်ပွဲပြီးသွားတယ်ခမဲတော်ရဲ့အတွင်ဟာခံမရခက်လောင်ထွေပြားနေတယ်မဟာမိတ်ဖြစ်တဲ့ပကံတက်ကအောင်ပွဲရလိုက်တဲ့အတွက်မဟာမိတ်တုံးအနေနဲ့ဝမ်းမြောက်ဝမ်းသာဖြစ်နေရလဲမဟုတ်မျိုးနွယ်သူဖြစ်တဲ့သူဝနာဘူမိသားတွေရှုံးနေသွားတဲ့အတွက်ထိခိုက်စိုးနစ်နေရလဲမဟုတ်ဒီဝေဒနာနှစ်ခုကြားမှာခမဲတော်စောက်တည်မဲ့ဖြစ်နေသလားခမဲတော်ရဲ့တည်ငြိမ်မှုကင်းတဲ့အမှုရာကိုကြည့်ခင်ဦးတကုတ်လုံးစိုးရင်ပူပန်စိတ်တွေနဲ့ကြုံရင်ဖြစ်လာတယ်ဖေဟာအမောင်တယောက်ဘိမသိရမခါရှိမှရှိပါလိမ့်စားသတင်းစိုးတစ်ခုခုများခမဲတော်သိဆောင်လာသလားအော်ချစ်သူအကြောင်းခင်ဦးဘယ်လိုမေးရပါမလဲအခုသူတို့တွေကိုရင်ခမဲတော်လှခနဲထွက်သွားတဲ့ခင်ဦးမေးစကားမှာအမှားမပါလို့တာပေါ့သူတို့အားလုံးတန်ပါတီပါနေပြီးတော့စီခေါ်သွားပြီမနုဝဘရင်နဲ့တကွသူဝနာဘူမိတာရာပေါင်းများစွာတော့တုံပန်းဖြင့်တန်ပါတီပါကိုပါသွားကြပြီတက်မင်းကျန်စစ်သားနဲ့ဥပယစာစောလူမင်းသားတို့ကိုယ်တိုင်ခေါ်ဆောင်သွားကြတာပဲခင်ဦးမေရတခြားခမဲတော်ဖြေရတခြားဒါပေမဲ့ခမဲတော်ရဲ့ဖြေစကားထဲမှာခင်ဦးသိကျင်တဲ့စိုးရိမ်နေရဲ့အချက်ပါသွားအကြောင်းရင်ထဲမှာအတိုင်းမသိပေါ့ပါလန်းဆန်သွားပါတော့တယ်အော်အမောင်ဘေးမသိရမခရှိနေပါလားအောင်ပွဲရတက်တော်ကြီးရဲ့တက်ဦးရှိစစ်တကုံနေတဖွာဖွာလွင့်ဝဲနေတဲ့ကြားမှာအမောင်ဟန်ပြည်တော်ပြန်အောင်ခီကိုခြိတက်လာပြီပကောအိုးခင်ဦးပြောလိုက်တာခင်ဦးစိတ်ချမ်းသာလိုက်တာအချိန်နဲ့မျှခံစားနေရတဲ့တောကတွေအားလုံးအားတကယ်ကိုပန်းကြထက်ပေါ်အားစီးလိမ့်သွားတဲ့ရေစက်ရေပေါက်တွေဖြစ်သွားတော့တယ်ဒါပေမဲ့ခမဲတော်ကဘာကြောက်များဒီတဲ့ရင်အတွက်ခင်ဦးလိုပျော်ရွှင်ခြင်းမရှိရလဲတကယ်ဆိုရင်တန်ပါတီပါရဲ့အောင်ပွဲဟာဥဒ္ဒါရဲ့အောင်ပွဲမဟုတ်လားတကယ်ဆိုရင်တန်ပါတီပါရှုံးနေပြီသူဝနာဘူမီကအောင်မြင်သွားမှသာဥဒ္ဒါအန်ရယ်လေးအတွက်ဆိုပြီးခမဲတော်ခြောက်ချားတဲ့နေမဟုတ်လားအော်တန်တော့ခမဲတော်ဟာမျိုးနွယ်တူသူဝနာဘူမီသားတွေအတွက်ထိခိုက်ခံစားနေရပြီနဲ့တူရဲ့ဒါကတော့ခမဲတော်ဖရရဲ့ဒီကဘာပေါ်မှာစစ်ပွဲတွေဖြစ်ကြလို့ရှုံးနေသူတွေအတွက်ထိခိုက်ခံစားကြစတဲ့ဆိုရင်မကုံနိုင်မဆုံးနိုင်ပါပဲစစ်ဆိုတာအနိုင်ရှုံးတစ်ခုနဲ့အဆုံးသက်ကြရစမြဲပဲမဟုတ်လားခင်ဦးရဲ့နဲ့ရှိတဲ့အပျော်စိတ်တွေနဲ့ခမဲတော်စိတ်ထရစကားပြောနေမိတယ်ပြီးတော့မှခင်ဦးတွေဟာအတ္တဆွဲမကင်းမလားဆိုတဲ့ကိုလှစ်ခနဲ့မြင်လိုက်မိတယ်ကြည့်ပါဦးချစ်တဲ့သူဘေးရမခအောင်ပွဲခံလိုက်တဲ့တဲ့ကြားလိုက်ရတာနဲ့ပဲခင်ဦးဟာစစ်ရှုံးသူသူဝနာဘူမိသားတွေကိုစာနာထောက်ထားခြင်းကင်းစွာနဲ့မစင်စားမတွက်ချက်တဲ့ဖြစ်ရောက်သွားပါလားခမဲတော်ဟာတလုံးပေါ်မှာမထိုင်ပြန်တော့ပဲဝဲရခောက်တုတ်ခောက်ပြန်လမ်းလျှောက်နေပြန်တယ်ခမဲတော်ရဲ့တည်ငြိမ်ခြင်းကင်းတဲ့လှုပ်ရှားမှုတွေကိုချင်းခင်ဦးစိတ်ညစ်လာတယ်ခင်ဦးရဲ့ခမဲတော်ဘုရားဟာအောက်တာဘရင်မင်းမြတ်တပါးအနေနဲ့ခင်ဦးတည်သမျှအခါခက်သိမ်းရာဇအိန္ဒြေကိုစောင့်နိုင်တဲ့သူပါဂျွန်းတပုံတွေအောက်တာဝင်ခဲ့ပြီးနောက်မှာခမဲတော်ဟာဒီလိုလှုပ်လှုပ်ခက်ခက်ဖြစ်သွားရဲ့ထင်ပါရဲ့အနုရုဒ္ဓရာမင်းအတွက်တော့အကြီးကျယ်ဆုံးအောင်ပွဲပဲသမီးတော်သူအလိုရှိနေတဲ့ထေရဝါဒသာသနာပိရကတ်တွေကိုလည်းပြစ်ဆောင်သွားနိုင်ခဲ့ပြီ
မနုဟာဘယင်းနဲ့ဆွေမျိုးတော်တွေနန်းတွင်းသူနန်းတွင်းသားတွေကိုလည်းတုံပန်းဖြစ်ခေါ်ဆောင်သွားနိုင်ခဲ့ပြီအနုရုဒ္ဓရာဟာအင်အားကြီးဆုံးဖုံးအနာအထက်ဆုံးဘယင်းဖြစ်သွားပြီခမဲတော်ရဲ့အနုရုဒ္ဓရာဘယင်းဖုံးအာနာအထက်ဆုံးဖြစ်သွားတော့လေသူကမိမိရဲ့မဟာမိတ်ဘယင်းပဲမဟုတ်လားဒါဥဒ္ဒါရဲ့လုံခြုံအေးချမ်းရေးအတွက်ပုံမစိတ်ချရတဲ့အနေထားပဲမဟုတ်လားတန်ပါတီပါအင်အားတောင့်တင်ပြီးအနုရုဒ္ဓရာဘယင်းဖုံးအာနာထက်မြက်ကျေပြန့်လာခြင်းဟာဥဒ္ဒါတဲ့သတင်းစိုးတစ်ခုမှမဟုတ်လေပဲဒါကိုဘာကြောင့်များခမဲတော်ဖျားရှင်ပြတက်ကြွခြင်းကင်းစွာနဲ့မထိတ်တာမလန့်တာဖြစ်နေရလေခေဦးမနေနိုင်တော့လို့နှုတ်ကဖွင့်ပေးလိုက်ပါတော့တယ်အနုရုဒ္ဓရာဘယင်းအတွက်အကြီးကျယ်ဆုံးအောင်ပွဲဟာခမဲတော်အတွက်ဂုဏ်ယူရမယ့်ကိစ္စပဲမဟုတ်လားခမဲတော်ပကံဟာဥဒ္ဒါရဲ့မဟာမိတ်တိုင်းပြည်ပဲမဟုတ်လားဂုဏ်ယူရမယ့်ကိစ္စမဟာမိတ်တိုင်းပြည်ခမဲတော်ဟာခင်ဦးစကားကိုလုံးထက်ပတ်စီရေရွတ်နေတယ်ခဏကြတော့မှသူ့ကိုယ်သူတည်ငြိမ်အောင်စောက်တည်ယူတယ်ဒီလိုရှိတဲ့သမီးတော်သူဝနာဘူမီကိုအောင်မြင်လိုက်ခြင်းဟာပကံကိုပြိုင်ဘက်ကင်းတဲ့အင်အားကြီးနိုင်ငံတော်ကြီးတစ်ခုဖြစ်သွားစေခဲ့ပြီဒါဟာမဟာမိတ်တိုင်းပြည်တစ်ခုအနေနဲ့ဂုဏ်ယူရမယ့်ကိစ္စဒါပေမဲ့ဂုဏ်ယူစရာဖြစ်ပေါ်နေချိန်မှာပဲအင်မတန်တိမ်မွေးတဲ့တခြားကိစ္စတစ်ခုလည်းရှိနေတယ်ဒါကိုခမဲတော်သိတယ်ဘယင်တစ်ပါးရဲ့အာယုံနဲ့အလိုလျောက်သိနေတယ်ဘယင်တစ်ပါးရဲ့အာယုံနဲ့ထူးဆန်းလိုက်တဲ့စကားလုံးမှလားဘယင်တစ်ပါးတခြားသူများနဲ့မတူထူးခြားတဲ့အာယုံရရှိနိုင်ပါသလားဘယင်နိုးသားလင်ဖြစ်နိုင်သိနိုင်တဲ့အာယုံဆိုတာရှိသေးသလားခမဲတော်ဘာလို့များသိနေတာလဲပင်သက်ရှိုက်တန်ပြင်းထန်လွန်လာကြောင်းခမဲတော်ကဘလောက်ထိအာယူလိုက်ရသလဲဆိုတာသိတာလွန်လှပါတယ်သူဝနာဘူမိဟာရာမညမျိုးနွယ်တို့ရဲ့အင်အားအကြီးဆုံးအတောင့်တင်းဆုံးနိုင်ငံတော်ကြီးပဲသမီးတော်ပြီးတော့အစင်တန်းအမြင့်မားဆုံးအဖွဲ့အစည်းလည်းဖြစ်တယ်ဒီနိုင်ငံတော်ကြီးကိုအနုရုဒ္ဓရာဘယင်းသိမ့်ပိုက်လိုက်နိုင်ခြင်းဟာအလွန်ကြီးမားတဲ့အေယာမငါးကြီးတစ်ကောင်သူ့ထက်ပိုပြီးကြီးမားတယ်အေယာမငါးကြီးတစ်ကောင်ကဝါမြုံလိုက်တာနဲ့တူတူပဲဖယားခမဲတော်ဥပမာပေးပုံဟာမထိတ်တာမလန့်တာပါလားအေယာမငါးကြီးတစ်ကောင်နဲ့သူ့ထက်ပိုပြီးကြီးမားတဲ့အေယာမငါးကြီးတစ်ကောင်နဲ့သမုဒ္ဒရာအောက်မှာနေထိုင်ကြတဲ့ရေသတ္တဝါတွေလိုပဲဒီကမ္ဘာလောကမှာရှိကြတဲ့တိုင်းပြည်တွေဘယင်းနေရအဲ့ဒီရေအောက်ကငါးတွေလိုမိမိခွန်အားနဲ့မိမိကူးခတ်ကြက်စားနေကြတယ်ရေအောက်ကငါးတွေလောကမှာငါးသေးသေးလေးရောငါးကြီးတွေကဝါမျိုးစားတောက်နေကြသလိုပဲပြေးရှင်မင်းဆိုတဲ့ဘယင်းတွေကလည်းအင်အားကြီးသူဟာအင်အားငယ်သူကိုတနည်းနည်းနဲ့တိုက်ခိုက်သိမ်းပိုက်နေကြတယ်မိမိရဲ့လက်အောက်ခံတိုင်းပြည်မိမိရဲ့သက်စာတော်ကန်ဒေတာဖြစ်သွတ်သွင်းနေကြတယ်ဒါလောကဓမ္မရာပဲမဟုတ်ဘူးခမဲတော်နဲ့ခင်ဦးရဲ့နေရာကန့်ကွက်အော်ဟစ်နေမိတယ်ကြောက်စရာကောင်းတဲ့ဒီတွေးမျိုးခင်ဦးလက်မခံရဲပါဘယင်တစ်ပါးရဲ့တိကျအာယုံဆိုတာဒါလားဒီလိုပြောလိုက်လို့အနုရုဒ္ဓရာမင်းကိုအာနာဇက်ချဲ့ထွင်လို့သူတခြားတိုင်းပြည်တွေကိုတိုက်ခိုက်သိမ်းပိုက်ပြီးမိမိလက်အောက်ခံဖြစ်သွတ်သွင်းလို့သူစစ်ဘရင်တစ်ပါးဖြစ်တယ်လို့ခမဲတော်ပြောနေရမဟုတ်ဘူးနော်လောကဘုံတလေကိုခမဲတော်ပြောပြနေတာလောကဘုံတလေအိုးခင်ဦးရဲ့လောကရာဒီလိုတဲ့လားသမုဒ္ဒရာရေပြောင်းမှာကုခက်ကျက်စားနေကြတဲ့တရဝါတွေရှိနေကြတဲ့ထဲမှာဥဒ္ဒါသီးငယ်ငါးလေးတစ်ကောင်သာဖြစ်တယ်သမီးတော်ကံအားလျော်စွာဒီငါးလေးကုခက်ကျက်စားနေတဲ့နေရာငိမ့်ချမ်းပြီးဘေးကင်းတဲ့ရေရောက်တဲ့နေရာဖြစ်နေခဲ့တယ်ဒါပေမဲ့တန်ပဒီပါသူဝနာဘုံမီအရေးတော်ဘုံကြီးအခုလိုပေါ်ပေါက်ပြီးချိန်မှာတော့ဒီမဟာသမုဒ္ဒရာကြီးဟာပြောင်းလဲသွားပြီငါးကြီးအေယာတစ်ကောင်ရဲ့ကြီးမားတဲ့အင်အားကြောင့်ရေအောက်လှိုင်းကြရက်တွေပေါ်လာခဲ့ပြီအနုရုဒ္ဓရာဘယင်းကိုခမဲတော်စိတ်မချနိုင်တော့ဘူးလို့ဆိုလိုတာလားခမဲတော်သူဝနာဘူမီလိုနိုင်ငံတော်ကြီးကိုအောင်မြင်လိုက်ပြီးချိန်မှာအနုရုဒ္ဓရာဘယင်းစိတ်သဘောထားပြောင်းလဲသွားနိုင်သလားလက်နဲ့အင်အားကြီးသခင်ဆိုတဲ့စိတ်နဲ့တခြားငါးတွေကိုလိုက်လံဝါမျိုးစားတော့တော့မယ်လို့ခမဲတော်ဆိုလိုတာလားကြောက်စရာကောင်းတဲ့အတွေးကိုရှင်ထဲမှာမထားနိုင်တော့ပဲခင်ဦးဖွင့်ထုတ်လိုက်တော့တယ်ဘယင်တစ်ပါးရဲ့အာယုံနဲ့ခမဲတော်တိနေတယ်ဆိုတာပဲလားအနုရုဒ္ဓဘယင်ရဲ့အသွင်စိတ်ကိုခမဲတော်ခံမှန်းကြည့်တဲ့အခါမှာဒီလိုပဲတွေးလိုက်ရသလားခမဲတော်ဟာခင်ကိုစူးစူးရဲကျင်ခေါင်းငိတ်ပြလိုက်တော့တယ်ခမဲတော်ဟာအကြောင်းမဲ့သက်သက်အစိုးရင်ကြီးနေတာပါလို့ပြောလိုက်ခြင်းပဲ
အဲ့ဒီတွေကခင်ဦးစီကိုလည်းကူးဆက်သွားခဲ့ပြီလေဒါပေမဲ့ဘောင်ပင်ခတ်သွားတဲ့အတွေးစင်ထဲမှာအမောင်ရဲ့ရုပ်ပုံဟာတင်းငိမ့်စွာထင်ဟပ်လာပါတယ်အချစ်ရဲ့အလိုလျောက်နားလဲနိုင်စွမ်းနေနဲ့အမောင်ခင်ဦးယုံနေအမောင်ရဲ့လေးနှမ်းမှုသစ္စာကြီးမှုနှိုင်းချိန်တွေးဆတတ်မှုပြီးတော့ရက်ဆက်ချင်းကင်းတဲ့နှလုံးသားကျင်နာတတ်တဲ့နှလုံးသားခင်ဦးရဲ့အမောင်ဟာတန်ပါဒီပါကိုကိုစားပြုထားတဲ့သွေးကြောတစ်ခုတန်ပါဒီပါစိတ်တဲ့ဟာအမောင်စိတ်တယ်အမောင်ဝိညာဉ်ကတန်ပါဒီပါဝိညာဉ်အိုးခမဲတော်ထင်တယ်လို့လုံးဝမဟုတ်နိုင်ဘူးအမောင်ရှိနေရဲ့ပကံပြည်ကြီးဟာငါသေးသေးလေးတကောင်ပြီးတကောင်လိုက်လံဝါမျိုးစားတောက်နေမယ်အေယာမငါကြီးတကောင်တော့ဖြစ်ကုန်မဖြစ်နိုင်ဘူးဒါပေမဲ့ဒါကိုခမဲတော်တည်အောင်ခင်ဦးဘလို့ပြောရပါမလဲချစ်သူကြောင့်ဖခင်ထံပါဘလို့များဖွင့်ရနိုင်မှာမလဲအနုရုဒ္ဓဘယင်ဟာတန်ပါဒီပါခမဲတော်ထင်တယ်လို့မဖြစ်လာနိုင်ဘူးဘာကြောင့်လဲဆိုတော့တမီးကျန်စစ်သားဆိုတဲ့အမောင်ရှိနေတဲ့ခမဲတော်ရဲ့လို့ခင်ဦးဘလို့လို့နှုတ်ကပြောထွက်ပါမလဲဘယင်တစ်ပါးရဲ့အာယုံဆိုတာထက်မြက်ကောင်ထက်မြက်ပေမယ်ဒါပေမဲ့အချစ်ဆိုသောအရာလှပစွာကိန်းဝတ်တည်ရှိနေတဲ့မိန်းကလေးတယောက်ရဲ့သိမြင်နားလည်မှုလောက်မကြည့်လည်နိုင်ဘူးအချစ်တွေပြန့်နှံ့တည်ရှိရာမိန်းကလေးတယောက်ကငြိမ်းအေးကြည်လင်စွာနဲ့သုံးသက်ရှုမြင်နေချိန်မှာဘယင်တစ်ပါးတော့တောကစိတ်တွေနဲ့ပူပြင်းရှုပ်ထွေးစွာတွေးနေမှလေမိန်းကလေးတယောက်ဟာသူ့ချစ်သူပေါ်သူဟာချစ်တဲ့ချစ်တွေသူ့ပေါ်သူ့ချစ်သူဟာချစ်တဲ့ချစ်တွေနဲ့လှပစွာတွေးနေချိန်မှာဘယင်တစ်ပါးတော့သူ့ထက်အင်အားကြီးသူ့ပေါ်သူကစိုးရိမ်စိတ်ကြောက်လန့်စိတ်နဲ့သူ့ထက်အင်အားနည်းသူ့ပေါ်သူကချောက်လန့်စိတ်ဒီလိုအတွေးရင်နဲ့သာအယုတ်ဆိုးစွာတွေးနေမှာပါသမီးတော်မနိဆန်တာခမဲတော်ဟာခင်ဦးနဲ့နီးကပ်စွာရှင်းနေပေမဲ့ခမဲတော်ရဲ့အသားတော့အလွန်ဝေးကွာလွန်လာစွာတနေရာနေထွက်ပေါ်လာတယ်လို့ပါပဲ။အော်အာယုံတက်ခြင်းအတွေးချင်းမတူကြလေတဲ့အခါသမီးရဲ့အဖားတော်ကလည်းဝေးကွာနေတတ်ကြပါလား။သမီးတော်မနိဆန်တာပကံဟာအုတ်တာရဲ့မဟာမိတ်ဆိုပေမဲ့ဂျွန်းစစ်တေရဲ့ကိုအကြောင်းပြုပြီးဖွဲ့ထားတဲ့မဟာမိတ်ဖြစ်တယ်။ပကံဟာစီရေးကျေးဇူးရှင်ဖြစ်နေတယ်။ကျေးဇူးခံကျေးဇူးစားရှိထားတဲ့အင်အားကြီးနိုင်ငံတစ်ခုနဲ့အင်အားသေးနိုင်ငံတစ်ခုရဲ့မဟာမိတ်ဖြစ်ဟာထီးပလင်တွေစိတ်ချယုံကြည်အပ်တဲ့အဖြစ်မဟုတ်သေးဘူးခင်ဦးလေဘရင်သမီးတော့ပင်နိုင်ဆန်ထိတ်ထားဆိုတဲ့ဘဝကိုခွာချပြီးတာမန်မိန်းကလေးတယောက်ဖြစ်ချင်လိုက်တာရာဇအိမ်တွေဆိုတာတွေကိုဘေးဖယ်ပြီးအာပါတရဟဲ့ပပရည်ပြစ်ချင်လို့လေပါတယ်ကျေးဇူးခံကျေးဇူးစားရှိထားတဲ့အတွက်ဒီမဟာမိတ်ဟာစိတ်ချယုံကြည်အပ်တဲ့ဖြစ်မဟုတ်သေးဘူးတဲ့ပြောလိုက်ချင်တာလေစိတ်ချထားလိုက်စမ်းမှာခမဲတော်ရဲ့ကျေးဇူးခံကျေးဇူးစားမဟာမိတ်ဖြစ်ကလေရွှေလန်းငွေလန်းပေါက်တော့မယ်နှစ်ပြည့်တစ်ပြည့်ချစ်ကြည်နိုင်ငံတွေဖြစ်တော့မှာပါဘာကြောင့်လဲဆိုတော့တန်ပါဒီပါရဲ့တက်မင်းကျန်စစ်သားနဲ့အုတ်တာရဲ့သမီးတော်မနိဆန္ဒတို့ဟာမကြခင်မှာပဲခမဲတော်ဟာသူ့ရင်နဲ့စိုးနှောင်တော့ကတွေကိုဖွင့်ထုတ်လာရလို့အနေနဲ့များပေါ်ပါတတ်တာတော့ဟန်တူရဲ့စောစောလောက်အိမ်ရီမပြတ်ရင်တော့ပဲခင်ကိုနှုတ်ဆက်ပြီးပြန်သွားပါတယ်။အော်ခင်ဦးမသာရင်ထဲကစကားတွေကိုဖွင့်ဟဖို့မတာပဲပျော်မောတန်တခြင်းတွေတလိမ့်နဲ့ကြံ့ရစ်ခဲ့တယ်လေ။အမောင်ရဲ့အမောင်လာခဲ့ပါတော့ချစ်သူနှူးထန်တဆင့်အေးများရဲ့ချစ်ကြည်မှုတွေကိုအောက်တာတန်ပါဒီပါနှစ်ပြည်တောင်တဝန်းမှာဖုံးလွှမ်းပြန့်နှံ့သွားကြပါစို့လားအမောင်ရဲ့အနုရုဒ္ဓဟာခမဲတော်စိုးရိမ်တွေးထင်နေတယ်လို့မဟုတ်ဘူးဆိုတာခင်ဦးတို့အားလုံးသိခွင့်ရခဲ့ကြတယ်။သူဝနာဘူမီအရေးတော်ကြီးနဲ့ပတ်သက်သမျှသတင်းတွေဟာအုတ်တာကိုတပွဲပွဲမစဲတန်းဝင်လာပါတယ်။စစ်ရှုံးမနူဟာဘရင်နဲ့တကွာဆွေတော်မျိုးတော်နန်းတော်သူနန်းတော်သားတွေကိုတုံဖြစ်မဟုတ်ပဲအဆောင်ရောင်ကြီးစွာနဲ့တန်ပဒီပါကိုခေါ်ဆောင်သွားတဲ့ပိရကတ်တော်တွေကိုလည်းစင်ထက်မှာတင်ယူပင့်ဆောင်သွားကြတဲ့ဒါရီမကသူဝနာဘူမီမှာရှိတဲ့ပညာရှင်တွေအနုပညာပန်တရာတဲ့လက်မှုအသက်ပညာရှင်တွေကိုလည်းစစ်ရှုံးတုံမှန်ဖြစ်နှိမ့်ဆက်ညင်ပန်ဖန်ဆီးသွားတာမျိုးလုံးဝမဟုတ်ပဲတခန်းတနာလေးလေးစားစားခေါ်ယူသွားတဲ့လေပိရကတ်တော်တွေကိုအသာတကြီးတောင်းယူလို့မရရင်စီးရင်နဲ့တိုက်ခိုက်သိမ်းပိုက်ဖို့ကြံစည်ဟာအနုရုဒ္ဓပြေမှာရှိပြီးသားပါဘာပဲဖြစ်ဖြစ်စစ်ရှုံးသူစစ်နိုင်သူတို့ရဲ့ကိစ္စပါပဲအဲလိုတချို့သူတွေကပြောကြသေးတယ်ဒါပေမဲ့မနူဟာဘယင်ပေါ်အနုရုဒ္ဓဘယင်ဟာလေးလေးစားစားဆက်ဆံမှုသတင်းတွေကိုတစ်ခုပြီးတစ်ခုအမှန်တိုင်းကြားလာရတဲ့အခါမှာအပြစ်စကားဆိုကြသူတွေရဲ့အသက်တွေလည်းတိတ်သွားကြတော့တယ်တက်တော်ဦးမှာကောင်းဆောင်ချီတက်ပြီး
အောင်ပွဲခက်လာမဲ့ချစ်တဲ့သူအမောင်ရဲ့ပြည်တော်ပြန်ခီးကိုခင်ဦးကြိုရတော့မယ်လေဒီတခါတော့ဟိုရင်နှောကလိုပင်တိုင်နန်းထက်ကနေပြီးပန်းမွင့်လေးကျဲမချတော့ခင်ဦးရဲ့ပန်းမွင့်လေးတပွင့်ဟာလေသူ့ရဲ့စင်မြင့်ခြေထောက်တွေကြားရှောက်သွားစရာမလိုတော့ပြီးတော့လေအနာတရပန်းပွင့်လေးဖြစ်အောင်သူ့လှန်သွားနဲ့ထိုးပြီးတော့ကတ်ယူစရာလည်းမလိုတော့ဘူးပြည်တော်ပြန်ခီးထောက်မှာခင်ဦးလေတက်တော်ကြီးချီလာရလမ်းမှာရှေ့ဆုံးကနေကြိုမယ်ပင်နိုင်ဆန်သမီးတော့ကြိုမယ်မန်းတက်မဟုတ်ဘူးဆိုတာအားလုံးရဲ့ရှေ့မှာရှိနေလိမ့်မယ်ဒီတော့သူ့ကိုဟိုးဝေးကြီးကခင်ဦးလှမ်းမြင်နေရမယ်သူကရောတက်တော်တကုံရှေ့ကိုကျူးထွက်လာပြီးခင်ဦးကိုမြင်လိုက်တာနဲ့သူ့မြင်ရီကိုအတော့နဲ့ခင်ဦးစီဒုံဆိုင်လာမှာတဲ့လားဟမ်ဒီလိုကြိုးစိုးတွေးဆုံကြတော့လို့မဖြစ်သေးဘူးကွယ်မန်းတက်မုံမှာခမဲတော်လည်းရှိနေအောင်မလေးခမဲတော်ခင်ဦးတို့ဘာမှအသိမပေးသေးဘူးမဟုတ်လား။အိုးဒါပေမဲ့တောင်းဖျားကြိုးစိုးနေကြတဲ့လူအုပ်ကြီးမှာခင်ဦးရဲ့အပြုံးအမောင်ရဲ့အပြုံးဘယ်သူမှတတိတခြားဂရုစိုက်မိကြမှာမဟုတ်ပါဘူးနော်။ခမဲတော်မှလည်းဝမ်းသာပျော်ရွှင်နေရှာမှာမို့ခင်ဦးတို့ရဲ့အကဲများတဲ့အမှုရာသတိထားမိမှာမဟုတ်ပါဘူး။ကဲခင်ဦးရဲ့မန်းတက်မဟုတ်ရှေ့အမောင်ရောက်လာပြီဆိုပါတော့တက်မင်းကြံစစ်တာမပါစီတာပါစီအောင်ပွဲရတန်ပဒီပါတတ်တော်သားတွေမပါစီတာပါစီလို့မြေတုံမခံဟဲ့ကြွေဂုံပြုတ်နေကြတဲ့အတန်နေကြားမှာခင်ဦးကြားနဲ့အမောင်ဘာပြောမလဲစစ်ပွဲဆိုတဲ့တခါကြီးပိတ်သွားပြီးချိန်မှာခင်ဦးနဲ့အမောင်အတွက်ကချစ်ချင်းမြတ်တာနှစ်ကိုယ်တူဘဝဆိုတဲ့ပရင်းလေးတစ်ချက်ကနှောက်ပစွာပွင့်လာတော့မယ်လေနီရဲနေတဲ့နေလုံးဝင်သွားချိန်မှာဖြိုဝင်းနဲ့လာမင်းရထွက်လာတော့မယ်အဲဒီလာမင်းရဲ့လာရိတ်ငွေရောင်တွေဟာခင်ဦးနဲ့အမောင်နဲ့ခင်ဦးတို့နှစ်ယောက်ပေါ်ပဲစီးသွန်ကြလာမှာနော်ဒီခါမှာအိုးအမောင်ဘာမှပြောမှမဟုတ်ပါဘူးနတ်မောင်တောက်ပါတဲ့မျက်လုံးရွယ်တွေနဲ့ပဲခင်ဦးကိုတစ်ချက်လှမ်းကြည့်လိုက်မှမဟုတ်လားအဲဒီခါမှာခင်ဦးကလည်းစားတူရှွန်းလက်အကြည့်တွေနဲ့အမောင်ရှိရအောင်အိုးခင်ဦးပြောလိုက်တာအမောင်ရဲ့သူဝနာဘူမီအရေးတော်ကြီးပြီးဆုံးသွားတဲ့ပုံမှာခင်ဦးလောက်ပျော်ရွှင်တဲ့သူဒီကမ္ဘာလောကမှာမရှိနိုင်တော့ပါဘူးစစ်ပြီးလို့ပျော်ကြတဲ့သူတွေပုံပင်ထဲမှာသူတို့ရဲ့ပျော်ဟာတတ်တန်တရာပြီးဆုံးသွားပါပြီကောဆိုတဲ့အသိပဲရှိကြမှာခင်ဦးကတော့စိတ်ရဲ့ဏီခုံနဲ့တူအချင်းရဲ့ဏီတန်းကိုပါသိနိုင်တော့မယ်မိန်းကလေးလေတပြန့်တပြောအစတာထက်ကကျဲလေးတွေကတော့ကြံစစ်မင်းနဲ့မနိစန္ဒာတို့ရဲ့ဖူးစာကိုကောင်းကြီးပေးကြရဲ့ပကံသားတွေနဲ့အောက်သားသူတွေဖြစ်ကြလိမ့်မယ်မောင်ရဲ့ခင်ဦးပြောလိုက်တာမောင်ရဲ့အောင်ပွဲခံပြည်တော်ပြန်တက်တော်ကြီးဘယ်နေ့ဘယ်ချိန်အောက်သားကိုရောက်မှလဲဆိုတာကိုပဲခင်ဦးအမျှော်ကြီးမျှော်တယ်မိရောတယ်ပကံတက်ဟာအပြန်လမ်းမှာအောက်သားကိုမဝင်တော့ဘူးစစ်တောင်းမြေရိုးတိုင်းတမ္မဒီပေါတခါနဲ့ပြန်ကြရမှာတဲ့အဟုန်ပြင်းစွာပြေးနေမှာဇက်ကိုတုတ်ဆွဲခံလာရတဲ့မြင်းတစ်ကောင်လိုပါပဲစီးနှင်းမြူလေးတွေဝေဝဲနေတဲ့ပန်းကင်းလေးတွေကိုနေအောင်ကြည်ဓာတ်ဆူးရှထိုးပေါက်လိုက်တယ်လို့ပါပဲအတွင်းနဲ့ပျော်ခဲ့ရတဲ့ခင်ဦးရင်တွေကကြည်နူးမှုပိုင်းစလေးတွေဟာဒီသတင်းမုံတိုင်းအောက်မှာဖျို့ဖျဲလွင့်ပြေသွားကြတော့တယ်သူဝနဘူမီကခေါ်လာခဲ့တယ်မနူဟာမင်းနဲ့စင်တော့ပန်းတွေရဲ့အရေးအတွက်ဟာများလာတယ်တင်ရဒီအစာရောင်တွေနဲ့အောက်တာမှာတစ်ထောက်ဝင်လာပြီးအောက်တာကိုမပင်ပန်းစေခြင်းမူတဲ့သူတို့ပြောနေကြတဲ့စကားတွေအောက်တာနန်းတွင်မှာနေရာတိုင်းမှာသူတို့ပြောကြလေရဲ့ဟုတ်တာပေါ့နောက်တစ်ခုကလည်းအောင်ပွဲနဲ့ပြည်တော်ပြန်တဲ့တက်တော်ကြီးဆိုတာနေပြည်တော်အမြန်ဆုံးရောက်ရမယ်လေမနူဟာမင်းနဲ့တကွာခေါ်ဆောင်လာတဲ့သူတွေကိုလည်းအနုရုဒ္ဓဘုရင်ထံအမြန်ဆုံးအနှင်ရမယ်မဟုတ်လားဘယ်သူမှမသိခဲ့ကြတဲ့ခင်ဦးရဲ့တင်ကူအတွေးတွေနဲ့ပျော်ရွှင်မှုတွေကိုဘယ်သူမှမသိလိုက်ပဲခင်ဦးသားရရုပ်သိမ်းလိုက်ရတော့တယ်။အော်လူမသိသူမသိဖူးငုံပွင့်အားခဲ့ရတဲ့ပန်းကလေးတစ်ပွင့်ဟာညိုးရော်နွမ်းခွေသွားချိန်မှလဲတိတ်တဆိတ်ရှီလုံးလှပါပကားဒါပေမဲ့လေခင်ဦးချက်ချင်းပဲစိတ်မှန်ပြန်တင်းလိုက်ပါတယ်ခင်ဦးကအချစ်ဆိုတဲ့အစိတ်ရည်တွေပြန့်နှံ့ပြီးအစင်ကျင်မဲ့တွေးယူတွေးတန်းဖြစ်တဲ့သူမဟုတ်ပါဘူးဒါအပြင်မှာချစ်သူပေါ်မှာနားလည်နိုင်ခြင်းဆိုတာတစ်ခုရှိရင်အခြေအနေအရရက်ဆိုတာကိုလည်းနားလည်နိုင်ရမှာပေါ့အချစ်ကြောင့်ကျင်းမြောင်သေးသိမ့်မသွားရအောင်အချစ်ကြောင့်ကျေပြန့်နဲ့ဆိုင်ထဲရမယ်လေချစ်ချင်းမြတ်တာကိန်းဝတ်ရာနှလုံးဟာတီဆောက်မှုအမြင်ရရှိရမယ်ချစ်ချင်းမြတ်တာနဲ့နိုးကြားနေတဲ့နှလုံးမှာအိတ်ထာရုံအငွေသက်တွေနဲ့ပဲဖုံးလွှမ်းနေရတယ်
ခင်ဦးနားလေယူလိုက်ပါတယ်ဟုတ်ပြီပေါ့မနူဟာမင်းနဲ့တကွတော့သူဝနာဘူမိသားတွေကိုခေါ်ဆောင်လာခဲ့ရမှာအမောင်တို့ဟာဘလို့လုပ်ပြီးအုတ်တာဝင်လို့ရမလဲပြီးတော့ထေရဝါဒသာသနာတော်ဆိုင်ရာပိရကတ်တော်တွေကိုလည်းစောင့်ကျင်းခဲ့ကြသေးရမဟုတ်လားဒီလိုအနေမျိုးမှာပကံတက်ကြီးဟာနေပြည်တော်ပဲအမြင့်ဆုံးရအောင်ချီရမှာပေါ့အားလုံးနေသားတကြပြီးကြီးမှာအမောင်အုတ်တာကိုပြန်လာရမှာပေါ့ဟုတ်ပါတယ်အမောင်နဲ့ခင်ဦးတို့အရေးကိုပိုင်ပိုင်နေနေကင်တွင်နိုင်မို့အမောင်ကအမှုတော်မှန်သမျှအောင်ဦးစွာကြည်ပွန်ခဲ့ရမှာပေါ့ခင်ဦးနားလေလိုက်ပါတယ်အဖြစ်မှန်ခြေနေမှန်တွေကိုလက်ခံယူနိုင်ခင်ဦးကိုယ်နှလုံးသားကိုပြန်ပြီးတော့ချိန်သိမ်းတက်မှတ်ခဲ့တယ်ဒီခါမှာပူလောင်ပြင်းပြမှုဆိုတဲ့ဝေဒနာအငွေ့မြတာဟဲ့ယုံမဲ့ဟန့်နိုင်ခဲ့ပြီးတတိတရားနဲ့စင်ကြယ်နိုင်ခြင်းအသိဉာဏ်တွေနဲ့ကြမ်းကြမ်းခိုင်တွန်းလှန်မှုကြောင့်ခင်ဦးရဲ့နှလုံးအိမ်အနီးကနေအဝေးကိုထွက်ပြေးသွားခဲ့ပါတယ်။အော်ချစ်ချင်းမြတ်တာခင်ဦးကအရာများစွာတင် जा ပေးခဲ့ပြီထင်ပါရဲ့။ရှင်းနောက်စင်ကြယ်တွေးတောတာဆုံးမပေးခဲ့ပြီထင်ပါရဲ့။ခင်ဦးကအဲ့ဒီလိုချစ်တက်လာခဲ့တာပါအမောင်ရဲ့။ဒါပေမဲ့လေတောကအငွေ့လျာလစ်ခနဲ့ဟသွားခဲ့ရမို့နှလုံးဟာပူပြင်းတောက်လောင်တဲ့အထိမဖြစ်ဘူးပဲထားတော့ညနေခင်းပန်းပွင့်လေးလို့ညှိုးနှမ်းသွားတာတော့အမှန်ပဲတက်တော့ဦးစီကိုကြိုလိုက်မယ်ဆိုတဲ့မျှော်လင့်ချက်ကလေးပြတ်သွားတဲ့အခါမှာခင်ဦးဘယ်သို့ပဲစင်ញင်တုံတရားနဲ့ကိုနှင့်သိမ့်သည်ဖြစ်စေအားနေဖြော့တော့သွားခဲ့ဒါပေမဲ့အမောင်ရဲ့အဲ့ဒီအားနေဖြော့တော့နေတဲ့နှလုံးသားစီရပဲရင်လိုက်ခုန်စရာအတွေးလေးတွေလွတ်လွတ်ထပ်ပြူလာကြလေရဲ့သိလားမောင်ခင်ဦးရဲ့နောက်ထပ်တစ်ဖက်မွေးဖွားလာတဲ့မျော်လင့်ခြင်းအတွေးလေးတွေလေသူဝနာဘူမီအရေးတော်အကုန်စင်ဆောင်ရွက်ပြီးစီချိန်မကြတော့တဲ့ကာလမှာအမောင်ကအုတ်တာကိုရောက်လာမယ်အမောင်ရဲ့ချစ်စွာသောတမူကြီး၃ယောက်ကရွှေလန်းငွေလန်းတန်တမန်ကြီးရဲ့ဖြင့်ဥစွာကြိုရောက်လာမယ်ပျော်တတ်နောက်ပြောင်တတ်တဲ့တမှုဦးငှက်ထွေဟာခင်ဦးကိုစိတ်စိတ်ကြည့်ပြီးခပ်ပြုံးပြုံးလှုပ်လိုက်တဲ့အခါမှာခင်ဦးရှက်သွေးရဖြာရအောင်မယ်တမှုဦးငှက်လုံးဟာဦးငှက်ထွေကိုလှမ်းပြီးတော့မှန်မဲလိုက်ချိန်မှာဟိုအင်မတန်ထွားချိုင်းတီကြီးရဲ့တမှုဦးဖီးရာအိန္ဒြေကြီးနဲ့အမောင်ရဲ့တဝင်းကိုခင်လက်ထဲထည့်လိုက်မယ်အမောင်တဝင်းမှာဘာတွေရေးထားလိမ့်မလဲဥတ္တဘရင်ရဲ့သားသမတ်တော်ဖြင့်ခံယူရန်အမောင်လာခဲ့ပြီလို့များရေးထားလိမ့်မလားအိုးတန်ပဒီပါနိုင်ငံတော်ရဲ့တက်မင်းကြီးတရားနဲ့ဥတ္တဘရင်သမီးတော်တို့ရဲ့ပိတေကသဘင်ဆိုတော့တိတ်ကိုကြီးကျယ်မှာဒါကြောင့်အနုရုဒ္ဓဘရင်ကိုတော်တိုင်းကြွချီခြင်းကြွချီမှာတမင်းကျန်စစ်တာအနုရုဒ္ဓဘရင်ရဲ့သားတော်ဥပယျာစာတမအရေးထားခံရသူမဟုတ်လားဟုတ်တယ်အနုရုဒ္ဓဘရင်ကိုတော်တိုင်းလိုက်ပါခြင်းလိုက်ပါလာမှာဘရင်ကိုတော်တိုင်းချီးမြှောက်တဲ့မင်္ဂလာပွဲသဘင်ကြီးဆိုတော့ကြီးကျယ်ခမ်းနားနေမှာနှစ်ပြည်တော်တိုင်းသားပြည်သူတွေကလည်းပျော်လိုက်ကြမယ်ဖြစ်ချင်အမောင်းမှလည်းဂျွန်းစစ်တီရောအောင်မြင်ခဲ့တာမကြသည်နောက်တစ်ခါသူဝနာဘူမီအရေးတော်ပုံမှာလည်းအောင်မြင်ပြန်ဟောအခုတလောစီရေးတာမကအခြေမှလည်းအောင်ပန်းပန်းအမောင်ကယောက်ျားတိုင်းအားကြတဲ့သူဖြစ်ခင်ဦးကတော့အုတ်တာသူအပြိုကျော်လေးရဲ့စံနမူနာဖြစ်ခမဲတော်မင်းကြီးရောဒီတခါတော့ခမဲတော်ခင်ဦးပုပ်ပွင့်နေပြောလို့ရပြီလေခမဲတော်ရဲ့ပကံနဲ့အုတ်တာနှစ်ပြည်တော်မဟာမိတ်ဖြစ်ကိုခမဲတော်စိတ်ချပြီမဟုတ်လားမဟာသမုဒ္ဒရာအောက်မှာငိုင်းအေယာတကောင်ဟာတင်းငယ်တဲ့တခြားငါးကလေးတွေကိုဝါမျိုးစားတောက်လိုက်မယ်ဆိုတဲ့ခမဲတော်ရဲ့လောကီဒလေးကိုဖယ်ထုတ်ပြစ်လိုက်ပါတော့လို့လေ။အိုးအမောင်ရဲ့ခင်ဦးရဲ့စူလျာရဲ့ပတ်နှက်ဖြာသောရွှေကြီးချင်းထက်တဲ့ပိတေကသပင်ရတိတ်ကိုခန္ဓာကြီးကျယ်မှာပဲနော်။အုတ်တာမှာကောင်းကြီးပြီးတဲ့တေးတန်နေရလဲနေရောညပါညံမစဲဖြစ်နေမယ်။မြို့စားနဲ့စားတွေကလက်ဆောင်ပနာရီနဲ့ဝင်လာမစဲတဲတဲရှိကြမယ်။ခင်ဦးတို့ရဲ့မင်္ဂလာသပင်ကိုအကြောင်းပြုပြီးခမဲတော်ကလည်းအတ္တဒိတာအလှတော်ကြီးကိုပြီးလိုက်မယ်။ဥဒ္ဒါသားနဲ့ဥဒ္ဒါသူတွေကလည်းဒီအလှပွဲမှာရောင်စုံတောက်ပါတဲ့ဝတ်စုံတွေကိုဆင်မြန်းရင်းနဲ့ခင်ဦးတို့နှစ်ယောက်ကိုအားကြရင်သူတို့ချင်းတန်ရောစင်တွေဖွဲ့ကြလိမ့်မယ်။ချစ်ချင်းမြတ်တာခင်တို့နှစ်ယောက်စီကနေတဆင်ဥဒ္ဒါနဲ့ပကံမြေပေါ်မှာလှပစွာကူးပြန်စီးဆင်းသွားကြလိမ့်မယ်။ချစ်ချင်းပွဲမြတ်တာတေးတွေဟာဒီကဘာပေါ်မှာဆက်ခါမြည်မစဲတန်ဆုံလွင့်ဝဲကြလိမ့်မယ်။ဒါပေမဲ့မောင်ရဲ့ပြီးတေကမင်္ဂလာသဘင်ကြီးပြီးခင်ဦးအုတ်တာမှာကြာရှည်နေဖြစ်မှာမဟုတ်ပါဘူး။အမောင်းနောက်တန်ပဒီပါလိုက်ခဲ့ရမှာပေါ့နော်။
အမောင်ပြောဖို့တဲ့လောလောပူတဲ့ဒေတာဆိုတော့ခင်ဦးမြင်စမ်းတွေ့စမ်းကျင်လာပြီလေနေတော့ကျေးစင်းရှိရဲ့မြေပြင်ကိုခင်ဦးဖဝါးချိစုံနဲ့နင်းပြီးအမောင်နှုတ်ကအမောင်ခါစီကျိုးကိုဆွဲလို့ခင်ဦးလိုက်ခဲ့မှာပေါ့အပူရက်ကိုစားတော့ရင်စိမ့်ဆိုကြီးထွားနေတဲ့ထနှောင်းပင်တွေမကြီးပင်တွေစွရစ်ပင်တွေကိုခင်ဦးကြည့်ကျင်လှပြီလေးသုံးမှာရုတ်တဲလွင့်သွားတယ်မြူမုံဖုံလုံးကြီးတွေကြားအရိမတပူရာလှေစိတ်ကိုခင်ဦးစင်းကျင်လှပြီအမောင်နဲ့အတူလက်ချင်းတွဲလို့အမောင်နဲ့အတူလက်ချင်းတွဲလို့အမောင်တို့ရဲ့နေပြီးတော့မောဝတရပတကားကြီးကိုဖြတ်တိုင်းအရိမတပူရာနန်းတော်ကြီးတဲ့ဝင်ကျင်လှပြီပြီးတော့လေအနုရုဒ္ဓဘယင်းနဲ့တကွာအမောင်တို့နှိမ်နှင်းဖြုတ်ခွင်းလိုက်တယ်ဆိုရဲတင်မထီးရက်ကရှင်ကြီးတွေရဲ့ကျောင်းတော်ရအဆောက်အအုံဟောင်းတွေကိုလည်းခင်ဦးရောက်ဖူးခြင်းနဲ့ပြီးတော့တမှုဦးငှက်ထွေရဲ့ထန်းတော်တမှုဦးငလုံးရဲ့လေတော်တမှုဦးဖီရဲ့မြစ်စိတ်ကန္နာရေတက်တော်အေယာရီမြစ်ပြင်မြင်းကပါကြောက်ကမ်းပါအိုးခင်ဦးပြောလိုက်တာအမောင်ရဲ့အမောင်တို့ရဲ့အရိမတပူရာဒေတာတခွင်လုံးနဲ့ခင်ဦးရောက်ဖူးပြီဆိုတော့မှနန်းတော်ပြန်ကြမယ်ပေါ့ခင်ဦးသိပါရဲ့မောင်ရဲ့ခင်ဦးဟာချစ်တွေနဲ့ရှင်မှုမိတ်လျော့နေမယ်မိန်းကလေးမဟုတ်ပါဘူးအမောက်မှာကြီးလေးလာတဲ့တိုင်းရေးပြည်ရဲ့အမှုတော်တွေကိုပခုံးထက်မှာအမြဲတမ်းတင်ထားရတယ်ဆိုတာခင်ဦးသိပါရဲ့ချစ်ချင်းကြည်နူးခြင်းတွေနဲ့ကြီးအချိန်တွေကုန်စီမှာမဟုတ်ပါဘူးအမောင်တာဝန်တွေကိုခင်ဦးတက်နိုင်တဲ့ဘက်ကတရွက်တထန်ကုညီမှာပေါ့အမောင်တို့စီမှာစတင်ဖွံ့ဖြိုးလာရဖြစ်တယ်ထေရဝါဒသာသနာတော်အရေးကိစ္စမှာခင်ဦးစွမ်းစွမ်းတမန်ဝင်မှာပေါ့အမောင်တို့ဖျားပထိုးတွေတီးကြမယ်မဟုတ်လားထေရဝါဒအစုံမတွေပြန့်ပွားလှုပ်ကြမယ်မဟုတ်လားဒီခါမှာတက်မင်းကြံစစ်သားရဲ့ကြော်စိုးမရမနိဆန္ဒကိုယ်တိုင်ရှေ့ဆုံးကတက်ကြွစွာပါဝင်မယ်ဆိုရင်ပကံသူပကံသားတွေနဲ့အောက်တာသူတွေဟာပို့ပြီးတော့ဝင်စားထက်သန်လာကြမှာပေါ့အဲ့ဒီသာသနာတော်အရေးတွေပြင်မှာခင်ဦးပင်နိုင်ဆန်ဘဝကာလတစ်လျှောက်လုံးစီးပူးခဲ့တဲ့နီတိကျမ်းတွေရှစ်တရကျမ်းတွေကိုပြန်ပြီးအသုံးချရလိုက်အောင်ပဲမောင်ရဲ့ခင်ဦးစိတ်ဝင်စားတဲ့အရာသွေးတွေဆက်ဟပ်ခြင်းလို့ကိုဆက်လုပ်ရမယ်အမောင်တို့စီမှာအဓိကသုံးဆွဲတဲ့အရာနဲ့အောက်တာသားတွေသုံးဆွဲတဲ့အရာနှစ်မျိုးကိုပေါင်းဆက်ပြီးပုံမလှပတဲ့အရာပုံမတက်လွင်တဲ့အရာတွေဖြစ်အောင်ခင်ဦးဆက်ဟပ်ယူရမယ်ပြီးတော့ဒီအရာတွေနဲ့ချဲ့လက်အပ်တဲ့ဝတ်စားတစားတွေကိုနန်းသွင်းသူတွေကနေသစင်ပကံသူအုတ်တာသူဧည့်သည်သူတွေခါထက်မှာတွင်တွင်ကျဲကျဲဝစ်စင်သုံးဆွဲကြစီအောင်ခင်ဦးလုပ်ပေးရမယ်ပကံသူနဲ့အုတ်တာသူတွေရဲ့ဘုံပတိစုလျာပခုံးတင်နဲ့ပဝါတပတ်တွေဟာခင်ဦးဆက်ဟက်တီထွင်လိုက်တဲ့အယောင်သွေးနဲ့စမ်းသစ်လှပနေစီရမယ်အမီးတို့မိမ့်မက်သူတွေဟာဝစ်စားတစားကိစ္စမှာတဲလက်အလီးနဲ့ရှိကြတကူလို့တော့မပြောနဲ့နော်မောင်ရဲ့အိထီယာတွေရဲ့ဝစ်စားတစားအိထီယာတွေရဲ့မနှောတတ်နဲ့အပြန်လန်ရိုက်ခတ်နေကြတယ်ဆက်နွယ်နေကြတယ်မိမိရဲ့ဝတ်စားတစားပုံမှန်တဲ့အယောင်သွေးတွေကိုပုံမလှပဆူပြအောင်ပြုလုပ်ခြင်းအဖြစ်မိမ့်မက်သူတွေရဲ့နှလုံးသားအလှတတ်ဆိုတာပို့ပြီးတော့ခိုင်မာလာတယ်မနှောဟာပို့ပြီးနုညံ့တန့်စင်လာတယ်အိုးဒီရှက်တရားသဘောတရားတွေကိုလည်းခင်ဦးဖြန့်ပြူပို့ချပေးရအောင်ပါလေပြီးတော့လေခင်ဦးတို့ရဲ့ရာမညဂီတာနဲ့အမောင်တို့ရဲ့ပတ်တာခွက်ခွင်းသေးတံတွေကိုလည်းခင်ဦးပေါင်းဆက်တီထွင်ကြည့်ရအောင်မယ်ရာမညာတို့ရဲ့မိချောင်းတူရိယာတွေဟာဂီတတန်တွေနဲ့အမောင်တို့ရဲ့ပတ်တာတန်ဘလို့စီးစင်းရှက်နွယ်လို့ရမလဲဆိုတာခင်ဦးလေးလာရမယ်ဒီမှာတော့ခင်ဦးထင်သလားလွှဲမထင်ဘူးမောင်ရဲ့ဂီတာဆိုတာအတန်နဲ့ဖွဲ့စည်းထားတာဆိုတော့ရှက်တရအလိုရာအလွန်လွန်တိမ်မွေ့နူးညံ့လို့နဲ့ပရမာနုမြူတဲ့သဘောတဲ့အယောင်သွေးလို့စက္ခုဝိညာဉ်နဲ့ထိတွေ့လို့ရတာမဟုတ်ဘူးမြင်လို့ထိကင်လို့ရတဲ့အရာမဟုတ်ဘူးသောတာဝိညာဉ်ဆိုတာအိုးရှက်လိုက်တာခင်ဦးအတက်ကြီးလုပ်ပြီးပြောပြနေမိအောင်အမောင်ကပြုံးရောက်မျက်လုံးကြီးနဲ့စိုက်ကြည့်နေရလားအဲ့ဒါလိုတွေပေါ့အမောင်ရဲ့အိမ်သူမယားဘဝမှာခင်ဦးလှုပ်ရှားတွေအများကြီးရှိပါတယ်ပင်နိုင်စံသမီးတော်ဆိုရဲ့အဆောင်ရောင်တွေကြားမှာ16နှစ်လုံးလုံးနေထိုင်ကြီးပြင်းခဲ့ပြီးနန်းစည်းစိမ်ကိုခန်းစားဆန်စားခဲ့တဲ့ကာလတွေအတွက်ခင်ဦးတပြန်တက်လက်ပုံမလေးနဲ့စွာရှင်တန်ချင်ပါသေးရဲ့ကြည်စမ်းမအောင်အမောင်ရဲ့ဒီအတွေးမျိုးခင်ဦးအရင်ကမတွေးခဲ့မိပါလားအော်သိပြီကိုမူရာနားယောင်နဲ့တွေးခဲ့ပြီ哦
အချစ်ကြောင့်ဥထလန်းဆက်လာတဲ့နှလုံးသားဟာရည်ရွယ်ချက်တွေရီမှန်းချက်တွေဆုံးဖြတ်ချက်တွေနဲ့ပွင့်ချက်လေးတလွာပြီးတလွာပွင့်အောင်လာလိုက်ကြရနော်အဲ့ဒါချစ်ချင်းတရားရဲ့တိဆောက်မှုဓာတ်အိတ်ထားရောအငွေအလှတတိပေါ်အမောင်ရဲ့အချစ်ကြောင့်ဝီစီလာတဲ့နှလုံးသားရဲ့လင်းလင်းဆာဆာဟစ်ကြွေးတန်လေးတွေလေကဲအမောင်ပြောလေပြောစမ်းပါအောင်စေအောင်ဘွဲခန့်တဲ့ပင်မှာညှို့မြက်လုံးတွေနဲ့ဖန်းစားဗဟေရီတွေနဲ့ဆွဲချပြီးရောနန်းတော်ပန်းဥယျင်ခြံနေရာမာယာဒေဝီကြောက်စစ်ရုပ်ထုပေးမှာအိမ်မန်းဆန်စွာတွေ့ခဲ့ရတဲ့မိန်းကလေးကိုအမောင်ဘာပြောမလဲလောကကြီးမှာချစ်ကလွယ်ပြီးဘာမှမသိချစ်သူရဲ့ရင်ခွေးမအပါဘာမှမမြင်တဲ့မိန်းကလေးလိုတော့မှအမောင်ပြောလေအောင်မလားပါရမီဖြည့်ဘက်ပါအမောင်ရဲ့တက်မင်းရဲ့ကရောစိုးမယားဆိုပြီးရွှေကြီးဖောက်ပေါ်ဝါကိုချိုးရတနာမျိုးစုံဘုံပတိကိုလွှမ်းလက်ညှိုးတရရန်စေရင်အချင်းအရန်ရွေတွေကိုအမိန်တော်မျိုးစုံပြီးလူရာမှန်သမျှကိုအရသာစောင့်ခြင်းစီဆိုတဲ့မိမသားမဟုတ်ပါဘူးအမောင်ရဲ့ခင်ဦးရဲ့လက်တွေဟာလောက်ခန့်နေစားပေစားလျံတန်းပြေမူးမတ်ဘူးတွေစက်တလာမဲ့လက်ဆောင်ပနာတော်တွေကိုပဲသိန်းကျုံမှုဖွင့်ထားရလည်းမဟုတ်ပါဘူးခင်ဦးလက်တွေဟာအမောက်ခါးစီကြိုးစားအောင်ဆွဲအမနောက်ကတတွဲတွဲမခွဲမခွာအရိမတနာပူရဒေတာနဲ့လိုက်ပါရင်နဲ့ဗုဒ္ဓရုပ်ပွားတော်ရှေ့မှလက်အုပ်ချီမဲ့လဲဥဒ္ဒါသူတွေနဲ့ပကံသူတွေရဲ့ကိုခန္ဓာနဲ့မနောအယောင်သွေးအဝိတ္တစာတွေတေဂီတာတွေနဲ့စင်မြန်းထုံးဖွဲ့ပေးကမ်းမဲ့လက်စွန့်ကျဲမဲ့လက်တိဆောက်လောက်ကင်မဲ့လက်တွေပါပြီးတော့လေအမောင်တို့တိကြမဲ့ဖျားပထိုးတွေရဲ့ဟိုးပရဝအထောင်တထောင်ပါခင်ဦးကြောက်စတိုင်းလေးတတိုင်းလောက်များထူဆိုင်ခွင့်ရရဲ့လေခင်ဦးရှိသည်များလှုပ်ဆောင်သည်များတွေရောအမှုကွန်းတင်ရေးထိုးပြီးချစ်ချင်းမေတ္တာဖြင့်အတိတ်ပဲအပေါင်းတို့ပြည့်စုံလေးနဲ့ခဲ့တဲ့ထိုမိန်းမကမနိစန္ဒာမြည်အေးလို့ကပီးတင်လိုက်ချင်ပါရဲ့အမောင်ရဲ့ချစ်တဲ့အမောင်ရဲ့လာခဲ့ပါတော့ဥတ္တာကိုအမြန်ဆုံးလာခဲ့ပါတော့အလွန်လွန်လှပခမ်းနားရဲ့ချစ်ချင်းဗိမ့်မှန်နန်းပြသက်ကြီးတစ်ခုခင်ဦးအတွေ့ထဲမှာပဲတီဆောက်နေတာအပြီးသက်တော့မဲမောင်ရဲ့ဒီနန်းပြသက်ကြီးရဲ့အထုထိတ်မှာစွလွန်မွန်းချွန်တက်ဆင်ဖို့လိုတော့တယ်အမောင်ရောက်လာပြီဆိုရင်ဒီနန်းပြသက်ကြီးဟာအလုံးစုံပြီးမြောက်တော့မယ်ရွှေရောင်ငွေရောင်စိန်ရောင်ဗရမ ्या ရောင်တွေနဲ့အတစ်ပြီးပြိုးပြက်ဝင်းလက်နေတယ်ပြသက်ကြီးတော့မဟုတ်လေဘူးမောင်ရဲ့တိတ်ကိုလှပအေးချမ်းတဲ့အယောင်လေးချစ်ချင်းမေတ္တာအယောင်လေးဖျားထစ်ကြုံပေါက်ကွယ်တန်လိုက်တဲ့အတန်နဲ့ကြီးနဲ့အကျိုးတုံခါလွင်းစင်ပြက်ပြိုသွားတဲ့ဗိမ္မာန်တော်ကြီးပြသက်ကြီးနီကြံတဲ့လေပြင်းစီးကြောင်းတွေဟာတလဟောတိုးဝင်လာကြတဟဲမြည်တဲ့တောအော်တန်တွေအဆောင်ဆောင်အနန်းနဲ့စီရီတိဆောက်ထားခဲ့လေရဲ့ပြသက်ကြီးရဲ့အစင်စင်တွေဟာဖျို့ဖျဲပြုတ်ကြွေဘုံဘုံလေးကြမဲနဲ့တဲ့အငွေ့တွေဟာချောင်းချောင်းထားတစ်ဖက်စီတစားစီဝေယုံသုံးကပြိုကျသွားတဲ့ပြသက်နန်းဆောင်ရဲ့အပိုင်းပိုင်းအဆဆအစိမ့်စိမ့်မှမှအပြက်စီတွေအောက်မှာမရှုမလဖြစ်သွားတာခင်ဦးရဲ့နှလုံးသားတွေဖျားမြင်မကောင်းရှုမကောင်းမှလားဇာပဝါဘောင်းကိုမျက်နှာရှိမှဖို့မျက်လွှာကိုမပင့်စတန်းချထားခဲ့တဲ့ကြားပဲအားလုံးခင်ဦးမြင်နေရတယ်ပောက်ကွဲတန်တွေနဲ့စုညံစွာမြည်ဟီးပက်တင်နေတဲ့ကြားပဲအားလုံးခင်ဦးကြားနေရတယ်ဥဒ္ဒါနန်းတော်ညီလာခံခမ်းမဆောင်ဟာဘယ်တော့ငါနဲ့မှမတူအောင်ခန္ဓာတောက်ပလွန်းလှတယ်ဟုတ်တယ်ဘယ်တော့ငါနဲ့မှမတူတဲ့နန်းတော်ညီလာခံခမ်းမှာတနည်းအားဖြင့်တစုံတစ်ခုသောအရာကိုဖုတ်ကြီးတကြိုနေတဲ့နေရာဒေသအဲ့ဒီတစုံတစ်ခုဆိုတာခင်ဦးရဲ့နှလုံးသားပန်းရနန်းနေအမွှေးနံ့သားတွေဟာဥဒ္ဒါတနိုင်ငံလုံးမှာလွင့်မျောနေပြီလားခင်ဦးရဲ့ဝင်းကျက်မှာဒီနန်းတွေဟာအဆူရှဆုံးအချိုရီဆုံးတအိဖုံလို့အမှန်တော့ဒီနန်းတွေဟာငရဲပြည်ဟာထောင်ထောင်လွင့်လာတဲ့အညော်နဲ့မိကိုနဲ့အိုးငရဲပြည်ဟာလွင့်လာတာမဟုတ်ဘူးဟောဒီဥဒ္ဒါနန်းတွေခမ်းမဆောင်သည်ပဲလေငရဲပြည်ဟုတ်တယ်ငရဲပြည်ငရဲသားတွေဟာတန်ပါတီပါရဲမဲ့စစ်တီတွေရောင်ဆောင်လာကြတာသူတို့တီးမှုတ်လိုက်ကြတဲ့တန်ဘိုးတန်ပတ်တာတန်ခွက်ခင်းတန်တွေရလဲတကယ်တော့ငရဲမင်းရဲ့မရဏတီသူတို့ကင်ဆောင်လာကြတဲ့တကွန်တွေဟာငရဲသားရဲ့ဝတ်စုံစားတွေခင်ဦးအားလုံးဟာဝိုင်းဝန်းစူးစိုက်ကြည့်နေကြတယ်သူတို့မျက်လုံးတွေရလဲငရဲသားတွေရဲ့မီးမျက်လုံးတွေခမဲတော်ဟာအော်
ပလင်ထက်ကနေဆင်းသက်ပြီးငရဲတက်ဖွဲ့ကိုကြိုဆိုလို့ရစ်ပူဇော်ဘဲကိုကြီးမှုကျင်းပါမယ်ရစ်စီရည်လားဟုတ်တယ်ခမဲတော့ခမဲတော့မဟုတ်တော့ရစ်စီရည်မိမိပိုင်ဆိုင်တဲ့မိမိရဲ့အချစ်မြတ်နိုးဆုံးသောအရာကိုစွန့်လွတ်ပြီးရစ်ပူဇော်ခြင်းဟာအမျက်ဆုံးသောပူဇော်ခြင်းနဲ့ဟိုရှေအောင်မျိုးနွယ်စုတွေရဲ့အစွဲအလန်းတိုင်းခမဲတော့ဟာသူ့အချစ်မြတ်နိုးဆုံးအရာတစ်ခုကိုသူကိုယ်တိုင်ရစ်ပလင်ထက်စီကိုတင်ပေးဖို့လှမ်းကြွလာတာဒီရစ်ကောင်လက်ခံမဲသူဟာခင်ဦးရဲ့အမောင်တက်မင်းကြံစစ်သားဆိုတဲ့သူ့ရဲ့ကောင်းကြီးဒီရစ်ကောင်လက်ခံရယူပြီးနောက်မှာအဲ့ဒီသူ့ရဲ့ကောင်းကြီးဟာသူတို့ရဲ့အထွတ်မြတ်ဒီဝတာမင်းကြီးစီကိုပို့ဆက်ပေးရမှာလေအဲ့ဒီဒီဝတာမင်းကြီးဟာရစ်ကောင်သွေးစိမ်းရှင်ရှင်ကြိုက်ဝါစာတောက်ပြစ်မှာလေအဲ့ဒီမင်းကြီးဟာအခုချိန်မှာရစ်ကောင်တန်ပါဒီပါနန်းတော်ပလင်ထက်ကနေစောင့်နေလေရဲ့အထုံးမြတ်ထားပြီးပေးဆက်ပူဇော်ရမှာမို့ရစ်ကောင်လေသူကအစွမ်းကုန်ခြေသားပြင်ဆင်ပေးထားကြလေရဲ့ခင်ဦးထိတ်ဆံပြားနေခြေစုံလက်ဖြားထီစင်ရင်ခြေသားမုံမှန်ထားလိုက်ကြတာရွှေတွေငွေတွေစိတ်တွေပရံများတွေပလဲတွေကမ္ဘာလောကမှာဖိုးတန်ဆုံးဝစ်စားတစားတွေဝစ်စင်ပြီးအလှပဆုံးမွမ်းမံပေးထားတဲ့ရစ်ကောင်ပေါ့ခင်ဦးရဲ့နေရာမှာပဲနေအေးပြောကြဒါမှမဟုတ်အခိုးငွေဖြစ်သွားစမ်းဒါမှမဟုတ်မီးတောင်တစ်ခုလိုပောက်ကွဲသွားလိုက်စမ်းပါနေကိုဖုတ်ကြီးတကြိုတော့မဲ့ဇာပနလီရစ်ကောင်ဖြစ်နေမရဏကရင်ကိုဝင်ရောက်ရတော့မှလေတခဲနဲ့တဘိုးခဲ့ရတဲ့ပြီးတော့အကျွမ်းမဲ့တိတ်ဆိတ်ခြင်းပြီးတော့တန်တော်ဆင်းရဲ့ဟစ်ကြွေးမှုသမီးတော့မနိဆန္နာအားအရိမဒနာပူရာတိုင်းကြီးသခင်အရိန်တမလှန်စက်ကြအရှင်တန်ပါဒီပါနိုင်ငံတော်ရဲ့အရှင်အနုရုဒ္ဓမင်းမြတ်နဲ့အောက်တာတန်ပါဒီပါနှစ်ဆသောတိုင်းပြည်ချစ်ကြည်ညီညွတ်ကြလျက်နှစ်ပြားသောရွှေကြေးဆက်မင်္ဂလာကျက်တည်ခတ်သိမ်းတို့ခညောင်းတော်ဤအခါသမယအောက်တာဘရင်မင်းမြတ်ကိုတော်တိုင်သဘောညွတ်နူအထူးဆန္ဒတော်ရှိသည်နေအညီပနာတော်မွန်အမျက်အားနေစမ်းမအောင်တန်တော်စင်ရှင်ဟာမရဏကြွေးကြော်တန်တစ်ခုဟဲ့အော်နေတယ်ဆိုတာရောရှင်ကိုရှင်သိရဲ့လားရှင်တို့ရဲ့စာကြုံဆက်မဖတ်ပါနဲ့ဆက်မအော်ပါနဲ့ခင်ဦးရဲ့နင့်တန်တွေလည်းပျောက်ဆုံးသွားပြီပကောအော်ခမဲတော်ဖရာတားမွေးကြိပါခင်ကပလာကော်စောထက်မှာခြေစုံရက်လိုက်ပြီးသားနေစမ်းမအောင်တူယူရလာနေတာရောဘသူပါလေရှင်ကိုကျမမြင်ဘူးပါတယ်ဒီမျက်နှာဒီမျက်လုံးဒီခြေလန်းတွေလေကျမကောင်းကောင်းသိတယ်လူပါအမောင်ကိုအမောင်မဟုတ်သေးပါဘူးအမောင်ဆိုရင်ခင်ဦးရှိရအောင်လာရမှာပေါ့ပြီးတော့ခင်ဦးလက်ကိုဆွဲပြီးခင်ဦးရေလာအမောင်တို့စက်ကြဝလာအပြင်ဘက်စီကိုပြေးကြဆိုခင်ဦးရဲ့လို့ပြောမှာပေါ့ခင်ဦးရဲ့အမောင်သားဆိုရင်ဒီလိုပဲဖြစ်ရမှာပေါ့အခုဟာအမောင်မဟုတ်လို့သာရှင်ဟာအမောင်မလားကျမမျက်စိမမားပါဘူးကျမရဲ့တက်မင်းကြံစစ်တောင်ကျမမမှတ်မိပဲရှိပါမလားအိုးမဟုတ်သေးဘူးသူဟာအမောင်အယောင်ဆောင်ထားတဲ့ငရဲသားပဲဖြစ်မှာပါဒါကြောင့်ခင်ဦးစီကိုမလာပဲခမဲတော်နဲ့မျက်နှာချင်းဆိုင်လျှောက်လာဂရိဘာကော်စောနီပေါ်မှာခြေစုံရက်ပြီးနေစမ်းမအောင်ရှင်တို့ဘာလုပ်နေကြရလဲရွှေရောင်ဝင်းနေတဲ့ရာဇလန်တန်ရှင်ကခမဲတော်လက်ထဲခမဲတော်ဟာတရုတ်တသေးလှမ်းလင့်ယူပြီးတော့ရင်အုံပေါ်မှာကန့်လက်ဖြတ်တယ်လန်တန်ကိုစုပ်ကင်ပုတ်တယ်ပြီးတော့အဲ့ဒါဘာလုပ်တာလဲခမဲတော်ဟာရာဇလန်တန်အမောက်လက်ထဲပြန်ထည့်ပြီးမနိဆန္နာအတွက်ဖုတ်ကြီးတကြိုပွဲရလဲကြီးကျယ်ခမ်းနားလိုက်တာပါလားအဆောင်ရောင်တွေများလိုက်တာပါလားအမောင်ခင်ဦးစီရှောက်လာနေပြီရောဟုတ်ပါပြီအမောင်မခင်ဦးမျက်စိမမောက်နိုင်တော့ပါဘူးရာဇလှန်တန်ရွှေရောင်တဝင်းဝင်းကိုစုပ်ကင်ပြီးတလန်းချင်းလှမ်းလာတဲ့သူဟာခင်ဦးရဲ့အမောင်အစင်အမောင်ကြီးအဲ့လိုခြေလန်းတွေနဲ့မလာနဲ့လေခက်သက်ကြီးပြေးလာစမ်းပါပြီးတော့ခင်ဦးကိုစွေကနေနေအောင်ပွေ့ယူပြီးအမောင်မြင်းစီကိုပြေးအမောင်မမြင်းပါရဲ့မဟုတ်လားပင်နိုင်စံနဲ့ရဲ့ဦးရင်နဲ့ဟာတာယာဒေဝီရုပ်ထုပန်းကြုံပြီးမှအမောင်မြင်းကိုစောင့်ခိုင်းထားရမဟုတ်လားအမောင်ကြီးအမောင်လက်ထဲကရာဇလန်တန်ကြီးကိုလေအသုံးပြုလိုက်စမ်းပါ
ရဲမဲ့စစ်တီတွေကအမောက်ဝိုင်းတိုက်ကြမှာသူတို့ကတိုက်ခိုက်ထူးခုံရင်လည်းညာတန်ပေးကြအောင်မှာအနုရုဒ္ဓဘုရင်ရဲ့မင်းပန်နာပနာတော်ကြံစစ်တာကျူးကျော်စောကခိုးယူသွားပြီဟေ့လို့လေအဲ့ဒီရန်သူတွေရောအမောက်ဖြူခွင်းရှင်းလင်းပြရမှာအမောက်ရဲ့အမောက်အနိုင်တိုက်နိုင်မှာပါအမောင်ကခင်ဦးရဲ့အမောင်ပဲဂျွန်းစစ်တီတွေရောမှတိုက်ထုတ်နိုင်ခဲ့သေးရပဲပြေးလာခဲ့စမ်းပါအမောင်ရဲ့ပြေးခဲ့စမ်းပါခင်ဦးကိုပွေ့ခေါ်ပြီးရှင်ဘာလုပ်လိုက်တာလဲဘာကြောင့်ကျမရှိမှရှင်ဒူးထောက်လိုက်တာလဲကျမရှင်ချစ်သူလေကျမခင်ဦးလေပြီးတော့ရှင်မျက်နှာဘာကြောင့်ငုံငိုက်ထားရတာလဲမောလိုက်စမ်းပါဒီမှာလေရှင်ကိုချစ်တဲ့ခင်ဦးရဲ့မျက်လုံးတွေကိုဟိုတုန်းကလိုပဲဖောက်ထွင်းမဲ့တဲ့မျက်လုံးတွေနဲ့ရှင်ကြည့်လိုက်စမ်းပါအိုးဒါဘာလုပ်တာလဲရာစားလှန်တန်းကိုကျမရှိရရွှေကြရင်ကလပ်ပေါ်တင်ပြီးတော့ခြေလန်းသုံးလန်းလှမ်းနောက်ဆုတ်သွားမျက်နှာကိုမဖော်ပဲနန်းကျမ်းပြင်စီငုံငိုက်ထားဒီချိန်မှာတဘိုးတန်တွေခရတန်တွေခရုတဲ့မှုတ်တန်တွေရာစားလှန်တန်းကကျမရှိရရွှေကြရင်ကလပ်ပေါ်မှာအဆွင့်သာနေစမ်းမကိုတက်မီးကြံစစ်သားဒါကဘာဒိတ်ပဲအော်ရှင်တခင်အနုရုဒ္ဓဘုရင်မင်းမြတ်ကြီးရဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်သွားပြီဆိုတာကိုကျမရှိမှရာစားလှန်တန်းကိုချပြီးတလောကလုံးသိအောင်ရှင်လုပ်ပေးလိုက်တာပေါ့ဒီလောက်တရေဘောကြောင့်သွေးနေတဲ့သူရဲကောင်းမျိုးမတွေ့ဘူးပါဘူးတကယ်ပါပဲအမှန်ကအဲ့ဒီရာစားလှန်တန်းရဲ့အသွားနဲ့ကျမရဲ့လက်ဝဲဘက်နေအောင်ရှင်ထိုးဆိုင်ပြစ်လိုက်ရမှာသူရဲကောင်းရဲ့အခုတော့ရှင်ဟာတတိကြောင်လာစွာနဲ့ကျမမျက်နှာတော်မော်မကြည့်ရဲ့ပဲရာစားလှန်တန်းကိုကျမရှိမှချနောက်ဆုံးနဲ့လှဲ့ထွက်သွားအမောင်ကျမကိုဘာကြောင့်တစ်ချက်ကလေးတောင်မှမော်မကြည့်ခဲ့တာလဲကျမအမျက်မှထိုင်နေလို့လားအမောင်ကဒူးထောက်လိုက်ရလို့လားဘာကြောင့်ကျမကိုမကြည့်လိုက်တာလဲအမောင်မျက်လုံးအိမ်မှာမျက်ရည်တွေဝဲနေလို့လားအမောင်ငိုနေလို့လားကြည့်ပါဦးရာစားလှန်တန်းကျမရှိမှကန့်လန့်ပြက်စီးဆို့နေပြီမောင်ရဲ့ဒါခင်ဦးတဖွားမှမကျူးလေနဲ့လို့ကြွေးကြော်လိုက်တာလားဒီလှန်တန်းဟာခင်ဦးရဲ့နှလုံးသားကိုအသွားနဲ့မဟုတ်လေပဲအလျားလိုက်ကန့်လန့်ပြက်အစင်းစင်းနင်းဖီအမောင်ကြီးပိုးစားဘဝကိုထွင်းဖောက်ပြီးခင်ဦးမြင်တွေ့နေရတဲ့လောကကြီးဟာတမလွန်လောကကြီးပဲဖြစ်ရမယ်ဟုတ်တယ်တမလွန်မှာရှိရဲ့ငရဲပုံကြီးတစ်ခုငရဲသားတွေဟာတောက်ပါတဲ့တခွန်အလံတွေကိုကိုင်ဆောင်မြှောက်ချထားကြတယ်သဘိုးခေယတန်တွေနဲ့အတူတဟေကြွေးကြော်တန်တွေရလေငရဲမီလီယံတွေရဲ့လောင်မြိုက်တန်တွေပဲဖြစ်တယ်လူသားတတော်ဝါဆိုလို့ခင်ဦးတယောက်တည်းပဲရှိရောတယ်အားလုံးဟာငရဲသားတွေကြီးပေါ့ဒါကြောင့်လေသူတို့ပျော်ရွှင်နေကြတာပေါ့ဥတ္တနန်းတော်ကနေပြီးမြို့တကားထိမြို့တကားကနေကျုံကူတကားပြီးတော့မြို့တော်ကျုံလန်နေရာတိုင်းမှာသူတို့ပျော်ရွှင်နေကြတယ်။အော်ငရဲပုံကြီးထဲမှာခမဲတော်ဥတ္တဘယင်မင်းမြတ်လည်းအပါဝင်မလားခမဲတော်ဟာဘယ်တော့မှများဥတ္တကိုငရဲတိုင်းပြည်ဖြစ်ပြောင်းလဲပစ်လိုက်တာပါလေဝေါ်ရဲ့နာထိခမဲတော်ကလိုက်ဖို့မယ်တဲ့လားဘာဖြစ်လို့လဲခမဲတော်သမီးတော်မနီးဆိုင်နာရဲ့ခြေလန်းတွေပြည့်ရွံရိမ့်ရိုင်သွားမှစိုးလို့လားခင်ဦးမလျှောက်နိုင်တော့ဘူးထင်လို့လားဖဲစမ်းမှာခမဲတော်ရဲ့ခင်ဦးလျှောက်နိုင်ပါတယ်ခင်ဦးကိုဖေးမပြီးခေါ်မနီစမ်းမှာနဲ့ဒီလမ်းကြောင်းကိုသာရှောက်ရတော့မယ်ဒီခြေလန်းတွေပါခင်ဦးသိပါတယ်တခြားလမ်းကြောင်းမရှိတော့တဲ့အချိန်မှာခင်ဦးဟာဒီလမ်းကြောင်းကိုရှောက်နိုင်ရမှာပေါ့မိဖုရားအလောင်းလျာတတို့သမီးတယောက်ရဲ့အစင်တစအပြည့်စုံတယ်ခင်ဦးဝေါ်ရင်တော်စီရှောက်ခဲ့တယ်ခင်ဦးဖြတ်သွားတိုင်းဝဲရတစ်ဖက်တစ်ချက်စီဟာရဲမက်တွေဟာမြောက်ချီထားတဲ့လှံပြားတွေကိုအောက်ဘက်နှိမ့်ချလိုက်ကြတယ်။အော်ဒါမိဖုရားကြီးတစ်ပါးကိုဂုံပြုတ်လိုက်ကြတာပေါ့လေ။ခြေလန်းတွေချိနဲ့ရင်းရိုင်မနေကြတဲ့အတွက်ခင်ဦးကိုအံ့ဩနေမိတယ်။ကြည်စံနန်းဆောင်လှေကတစ်တွေပေါ်မှာခင်းထားတဲ့ကော်စောရှည်ကြီးတိုင်းခင်ဦးတလန်းပြီးတလန်းလှေကတစ်တွေဆုံးမှာခမဲတော်ဘိုလ်ရှုခံဖြစ်အသုံးပြုတဲ့ကျယ်ပြန့်လာတဲ့ရင်ပြင်းနောက်ဆုံးတော့ရင်ပြင်းဆုံးကခက်ပြေပြေလှေကတစ်နောက်ထပ်3တစ်အဲ့ဒီလှေကတစ်တွေအဆုံးမှာတော့ဝေါ်ရင်တော့သူမဟုတ်ခင်ဦးကိုခေါ်ဆောင်သွားမယ်အကျဉ်းထောင်အိမ်ခင်ဦးရဲ့ခြေလန်းတိုင်းကိုသူတို့ကပန်းပွင့်နေကျဲချပြီးနေကြတယ်ရောင်စုံပန်းပွင့်လေးဟာခင်ဦးချီပေါ်မှာခင်ဦးချီပေါ်အောက်မှာ
အော်ပန်းပွဲနေခင်းပြန့်ထားတဲ့လမ်းတိုင်းခင်ကိုရှောက်လန်းစီရဲ့ပေါ့ခွင့်လို့ပါပန်းကလေးတွေရဲ့မင်းတို့ချွေပြီးခင်ဦးချေပွားအောင်ပြစ်ကျဲလိုက်ကြတာဟာသူတို့တွေပါခင်ဦးစိတ်ဆန္ဒနဲ့မင်းတို့နင်းဖြတ်ရတာမဟုတ်ပါဘူးတကယ်တော့ကြွေပြီးသားပန်းတစ်ပွင့်ဟာကြွေပြီးသားပန်းပွင့်တွေမှာနင်းလျှောက်နေခြင်းမှာအဖဲချွေခံပန်းပွင့်ချင်းတွေ့ဆုံကြတာပေါ့ခီးဆုံးမှရှိရဲ့ဝေါ်ရင်ပေါင်ဘေးကိုရောက်လာပြီအတောက်ပဆုံးဝတ်ဆင်ထားတဲ့မူးမတ်တယောက်ဟာဝေါ်ရင်ပေါ်ဟာနှောင်အိမ်ရဲ့ပိုးစာကလကောက်ဖွင့်ဟပေးတယ်ဒီမှာရှင်ဟာသားရဲ့တွင်ရဲ့အဖုံးလှိဟပေးလိုက်တာပဲသိတာအကျဉ်းကျရာဇဝတ်သားတွေကိုချုပ်နှောင်နဲ့ကြေးတိုက်ကြီးတကားတစ်ခုထဲပိုကျန်းတဲ့ပိုးစာပေါ်ဟာကလကလေးခမဲတော့ဟာဝေါ်ရင်ဘေးကိုရောက်လာတယ်နှစ်ပြည့်တစ်ပြေးရွှေလန်းငွေလန်းဖောက်ဖို့အတွက်ပထမဆုံးခြေလမ်းမဲ့သမီးတော်ဂုံယူလိုက်စမ်းပါခမဲတော်ကိုခင်တစ်ချက်လှမ်းကြည့်ပြတယ်မျက်နှာပြင်ရှေ့မှာချထားတဲ့ပိုးမျက်နှာဖုံးပေါ်ဝါအတွင်းကနေမြင်နေရတဲ့ခမဲတော်ရဲ့ရုပ်သွင်းဟာဝိုးတော်ဝါခမဲတော်ရဲ့ဖြူရောင်ဝေးရုံရဲ့အနာသက်တွေမှာအငွေ့တွေတချောင်းချောင်းထွက်နေတယ်လို့ပါပဲဒါဟာရာဇမင်းတို့ရဲ့ဖုံးအာနာဆိုတဲ့အခိုးလျံတွေပဲလားပိုးပေါ်ဝါမျက်နှာဖုံးအတွင်းဟာခင်ဦးရဲ့မျက်လုံးအစုံဟာစူရှပူလောင်နေကြတယ်ထင်ပါရဲ့ခမဲတော်ခင်ဦးကိုလှမ်းကြည့်ပြီးချက်ချင်းလိုပဲမျက်နှာလွှဲလိုက်တယ်။နေအောင်တက်တက်ထိုးထားတဲ့ကြီးမုံမျက်နှာပြင်ဟာရောင်ပြက်အလင်းတစ်ခုကိုခမဲတော်မြင်လိုက်ရတဲ့အတိုင်းစကားတခွန်းမှမဆိုပြပဲခင်ဦးဝေါ်ရင်နဲ့ဝင်လိုက်ပါတယ်။ကမ္ဘာလောကမှာအလှပဆုံးနှောင်အိမ်နဲ့အလှပဆုံးအကျဉ်းသားဂရီပါဘုံတွေအပြည့်ရန်ထားတဲ့နောက်မီမျက်နှာချက်မှာတော့ရွှေရောင်ဖဲစလေးပင်လေးတန်အမိတ်တွေဟာရွှေကြီးငွေကြီးရင်းနဲ့ပါနှလုံးသားတစ်ခုဖောက်ကြီးတဲ့ကြို့ပေါ့ရှင်တို့ဒီလောက်ထိမုန်းမှန်ပြင်ဆင်ထားကြရပေါ့ရဲရဲနေနေတဲ့တန်တွေခဲရဂရီပါခုံတွေပေါ်မှာခင်ဦးတက်ထိုင်လိုက်ပြီးရဲဆိုရင်ပဲဝေါ်ရင်နဲ့ပိုးစာကလကပြန်ကျလာပါတယ်ပြီးတော့ခင်ဦးကိုပြင်ပလောကကြီးနဲ့ချပေးလိုက်တယ်အခုချိန်ဟာစပြီးခင်ဦးဟာဝေါ်ရင်နှောင်ရည်တွင်းမှာအလုံးနဲ့ကင်းပြတ်နေထိုင်ရတော့မယ်ပြင်ပလီစိမ်းနောက်မှာအတလက်မခံစီရတယ်မင်းပနာတော့လေအဲ့ချိန်မောင်းတန်စီတန်ခွက်ခွင်းတန်ခယူသင်းတန်တွေတခဲနဲ့ပေါ်လာတယ်ဝေါ်ရင်ဟာမြောက်ကြွလာတယ်ဝေါ်ရင်ထမ်းတဲ့သူတွေဟာသူတို့ပခုံးပေါ်ထမ်းတင်လိုက်ကြပြီပေါ့ရှေ့တူကိုခင်ဦးလှမ်းမြင်နေရပါတယ်ဒါပေမဲ့မြင်ကွင်းဟာဝိုးတော်ဝမပြတ်မသားခင်ဦးရဲ့မျက်နှာဖုံးပေါ်ဝကြောင်လားဝေါ်ရင်ဆိုင်မျက်နှာစာပိုးကလကကြောင်လားဒါမှမဟုတ်ခင်ဦးရဲ့မျက်လုံးစုံနေရပဲရီဝေမှိုင်းမုံနေကြလို့လားခင်ဦးရဲ့မျက်လုံးစုံဟာမျက်ရည်တွေမှမရှိပဲခန်းချောက်သွားတဲ့စမ်းအိုင်တစ်ခုကနေဘယ်လိုလုပ်ပြီးရည်ကြီးထွက်လာတော့မှလဲဝိုးတော်မှုံတရီမြင်ကွင်းဟာရှေ့တူယူမှာတပြန့်တပြောပါဝေါ်ရင်တန်းတွေနဲ့ချွေးတလုံးလုံးနောက်ကျောပြင်သူတို့ရှေ့မှာမြင်းစည်းရဲမက်တွေသူတို့ရှေ့မှာခြေကျင်လိုက်ပါကြမယ်ရံရွေအထင်းတွေအဆောင်ကိုင်းတွေမူးမတ်တွေသူတို့အားလုံးရဲ့ဟိုးရှေ့မှာတော့အုံကွန်ရောင်မြင်းတစည်းပေါ်မှာတရှိတလျာဖြန့်ချထားတဲ့ခင်ဦးရဲ့မျက်လုံးတွေကိုအလိုလိုပြန်ရုပ်သိမ်းပစ်လိုက်တယ်ကမ္ဘာပေါ်မှာတက်တဲ့အကြောင်းဆုံးသူရဲကောင်းတို့ကိုခင်ဦးမမြင်ချင်ပါဘူးရှင့်ကိုကျွန်မမမြင်ချင်ဘူးသိလားငင်ကနေအလှုပ်အရှားကြောင့်ဝေါ်ရင်ဆန်းရဲ့အမိတ်နှစ်ဖူးစီရွှေကြီးငကြီးဖြက်ဖြက်ခါသွားကြပါတယ်။အုတ်တာကိုကြောခိုင်းပြီးရှစ်ခီကိုစတင်ချီတက်ခဲ့ကြပြီ။ရစ်ကောင်ကိုသားရဲတွင်းစီစတင်ခေါ်ဆောင်လာကြပြီ။မျက်နှာဖုံးဘွားကိုခင်ဦးဆွဲဖြုတ်ပြစ်လိုက်တယ်။အုတ်တာတန်ပါဒီပါသူဝနာဘူမီအရေးတော်ဆွေးနွေးကြစဉ်ဟာသမီးတော်မနီးဆန္နာရဲ့လို့တခုတ်တရအလေးထားပြီးဆွေးနွေးပွဲညီလာခံတက်ခိုင်းခဲ့တဲ့ခမဲတော်ရဲ့အပြုမှုအခုမှပဲခင်ဦးသဘောပေါက်မိရောတယ်အမက်ချုပ်ကြီးဟာတိုင်းရေးပြည်ရာကိုသုံးသက်ပြလိုက်တော့ခမဲတော်လေးလေးနက်နက်ဆိုခဲ့တဲ့စကားဒါကြောင့်ကျုပ်တို့ဟာဘရင်အနော်ရထားနဲ့တကွာပကံပြည်အတွက်ဘယ်လောက်ထိကျေးဇူးတုံပေးဆက်ကူညီနိုင်မလဲဆိုတဲ့ချက်ကပိုထင်ရှားလာတယ်ဒီအရေးတော်မှာအုတ်တာရဲ့အနေထားအင်မတန်နူးညံ့သိမ်မှုရဲ့အနေထားဖြစ်နေပြီဒါကိုလက်ခံနိုင်ကြသလားတဲ့ညီလာခံကတညီတညွတ်ထဲလက်ခံလိုက်ကြတော့ခမဲတော်ကခင်ဦးပဲလှည့်ပြီးမေးခဲ့တယ်။သမီးတော်မနေဆန်တာဘလို့သဘောရတယ်လဲတဲ့လေ။အုတ်တာရဲ့အနေထားအချက်ချာကြနေပြီးအေးပါနေပြီဖြစ်ကြောင်းသမီးတော်နားလည်ထားပါတယ်။
ခမဲတော်လို့ဖြေလိုက်တော့ခမဲတော်ကနှစ်ချိုက်ကြီးပြောရင်ခေါင်းတဆက်ညှင်းခဲ့ပါတယ်ဒါဆိုရင်ရှေ့ဆက်ပြီးဘယ်လိုရက်တည်သွားမယ်ဆိုတာကျွန်ုပ်တို့စိတ်တူသဘောတူစဉ်းစားလို့ရကြပြီလို့ခမဲတော်ကညီလာခံမသိခင်မှာပြောခဲ့တယ်။အော်ဥဒ္ဒါရဲ့ချက်ချကြပုံအရေးပါပုံဆိုတာအခုတော့သမီးတော့သဘောပေါက်ရပြီကောခမဲတော်ညီလာခံတော့ခမဲတော်ပြောခဲ့တဲ့အဲ့ဒီစကားတွေရဲ့ဥတီကြဘာဆိုတာခင်ဦးမသိခဲ့လေချင်းအခုသိတဲ့အချိန်မှာတော့ခင်ဦးဟာဝေါ်ရင်ပေါ်ရောက်နေပြီလေအင်အားကြီးမရဲ့တိုင်းကြီးပြည့်ရှင်ဘရင်တစ်ပါးထံမိမိရဲ့သမီးကိုဆက်ပြီးမဟာမိတ်ပြုတ်မယ်ဆိုတဲ့ဖခင်တယောက်ရဲ့ရည်ရွယ်ချက်ဒါအောင်မသိခဲ့တဲ့သမီးတယောက်ရဲ့မိုက်မယ်မို့အော်ကျေးဇူးတုံပေးဆက်တယ်ဆိုတာဒါကိုခေါ်တာ哦ရက်ဆက်လိုက်တာခမဲတော်ရဲ့မနီးဆက်နာဆိုတဲ့မိန်းကလေးတယောက်ဟာတိုင်းပြည်ရှင်ဘရင်တွေကြားအချင်းချင်းဆက်တာကြလက်ခံကြပို့လို့ကြတိမ့်ဖိုက်ကြနဲ့ရာဇအာနာချင်းကုလူဆက်ဆံမှုတွေပနာတစ်ခုသာဖြစ်သွားပါပေါ့လားမုန်းတယ်ခမဲတော်ကိုမုန်းတယ်ဥဒ္ဒါဘရင်ကိုမုန်းတယ်ပနာဆက်တာသူဥဒ္ဒါဘရင်ကိုကျမမုန်းတယ်ပြီးတော့ဟိုအနော်ရထားဘရင်တန်ပါတီပါပြည်ကြီးသခင်ပနာလက်ခံသူတိမ့်ပိုက်သူရှင့်ကိုလည်းမုန်းတယ်ဒီထဲမှာဘရင်သမီးတော်ဆိုတဲ့ကျမဘွားကိုလည်းကျမမုန်းတယ်ဒီကဘာလောကမှာမိမိရဲ့အတန်လေးတန်ကိုတော့မှာထုတ်ဖော်ခွင့်မရတဲ့ဘရင်သမီးတော်ဆိုတဲ့ဘဝမဟုတ်သေးဘူးလေခမဲတော်ခင်ဦးဘာကြောင့်မုန်းရမလဲခမဲတော်ကဘရင်တပားတို့လှုပ်တဲ့လှုပ်ထိုက်တာလှုပ်လိုက်တာပဲမဟုတ်လားပြီးတော့အနုရုဒ္ဓဆိုတဲ့အနော်ရထာဘရင်ကရောသူနဲ့ခင်ဦးကတရားကိုတရားတခါမှတွေ့ဘူးမြင်ဘူးကြတာမဟုတ်ဘူးဒါပေမဲ့ဘရင်တပားဟာမိမတယောက်ကိုမိဖုရားမြောက်ဖို့အတွက်မြင်မှုတွေ့ဘူးဖို့ဒါမှမဟုတ်အဲ့ဒီမိမပေါ်မှာတန်ရောစင်တွဲဖို့ချစ်ခင်ဖို့ဆိုတာတွေဟာအရေးကြီးတဲ့ကိစ္စတွေမှမဟုတ်တာမိဖုရားဆိုတာဘရင်အတွက်ဖုံးအာနာနဲ့တိုင်းရေးပြည်ရာအဝန်းထဲကအဆက်ကလေးတစ်ဆက်ပဲမဟုတ်လားဒါဖြင့်အနော်ရထာဘရင်ကရောဥဒ္ဒဘရင်ဆက်သားလိုက်တဲ့မနိဆန္ဒမင်းသမီးရောမဟာမိတ်တိုင်းပြည်တပြည်အနေနဲ့လက်ခံရယူလိုက်တာပဲပေါ့ဒါဆိုရင်အနော်ရထာဘရင်ကလည်းဘရင်တပားအနေနဲ့သူလှုပ်ရှားရှိတာကိုလှုပ်လိုက်တာပဲပေါ့သူတို့လှုပ်ရှားရှိတာတွေကိုပဲသူတို့လှုပ်နေကြဒါဖြင့်လှုပ်ရှားရှိရဲ့အလုပ်ကိုမလုပ်ဖဲမလုပ်တဲ့မလုပ်အပ်တာကိုလှုပ်တဲ့သူဟာရှင်မလားသူရဲကောင်းတက်မင်းရဲ့စစ်တီတော်တရားအနေနဲ့ရှင်စစ်ပွဲတွေတိုက်ခဲ့ရှင်ရဲ့တန်ပဒီပါပြည်တွဲမှာရှင်ဟာစစ်တီကောင်းတွေကိုစုယုံလေးချင်းမွေးထုတ်ပေးခဲ့တယ်။အောက်တာလိုနိုင်ငံငယ်လေးတစ်ခုချင်းချောက်နေတယ်။ရန်တုတက်ကြီးတွေကိုတိုက်ထုတ်ပေးခဲ့တယ်။ရှင်သခင်အနုရုဒ္ဓနဲ့ရှင်ရဲ့ပကံသူပကံသားတွေအတွက်သောနာဘူမိလိုနိုင်ငံကြီးတစ်ခုညင်သာထိရောက်စွာနဲ့အရယူပေးခဲ့တယ်။ရှင်ဟာတကယ်ကိုကြီးကျယ်တဲ့သူရဲကောင်းကြီးပါပဲ။ဒါပေမဲ့ရာဇလန်တန်သစင်ကိုယူဆောင်လာပြီးမိန်းကလေးတယောက်ရဲ့ရှေးမောက်ကရွှေကြရဲ့ကလပ်ပေါ်ကက်လက်ဖြတ်တင်လိုက်ခါခေါင်းငုံငိုင်းဆိုင်မျက်နှာနဲ့နောက်ကိုတရွေ့ဆုတ်ခွာသွားတာပြီးတော့အဲ့ဒီမိန်းကလေးကိုဆက်သားမဲ့ဝေါ်ရင်တော့နဲ့ပြီးတော့ပြန်တက်ကြီးကိုဥဆောင်ချီတက်သွားတာတွေရတော့ရှင်မလုပ်တဲ့မလုပ်ထိုက်တဲ့အလုပ်တွေပါလားသူရဲကောင်းရဲ့ရှင်သခင်အနုရုဒ္ဓအတွက်ပနာဆက်เสียဘရင်သမီးတော်ဟာဒီကဘာပေါ်မှာမနိဆန္ဒတယောက်ပဲရှိတဲ့လားအဲ့ဒီမနိဆန္ဒရှင်ကိုအမောင်လို့ခေါ်တဲ့မိန်းကလေးဆိုတာကိုရှင်မေ့နေသလားသူရဲကောင်းတက်မင်းကြီးတွေရဲ့အာဇာနည်ယောက်ျားကောင်းတို့ပြုတ်အပ်တဲ့တာဝန်တွေထဲမှာကိုချစ်သူကိုသခင်စီပို့ဆောင်ပေးတဲ့အလုပ်လဲပါဝင်တဲ့လားကျမအမုန်းထိုက်ဆုံးလူကိုတွေ့ပြီအနုရုဒ္ဓဘရင်လည်းမဟုတ်ဘူးတန်ဖဒီပါနဲ့အောက်တာမူးမက်ပိုပါရန့်ရွေတယ်ဝေါ်ရင်ကြေးကြုံနေလည်းမဟုတ်ဘူးကျမမုံရမဲ့သူဟာရှင်သူရဲကောင်းကြီးကြံစစ်သားဆိုတဲ့ရှင်ပဲအမောင်လို့ကျမအမျက်တနိုးခေါ်ခဲ့မိရဲ့ရှင်ဒီမှာရှင်ကိုမုန်းတယ်တစားပါချာပြန့်ပြူလာတဲ့တောင်ကျောတွေကိုခင်ဦးတတိထားမိတယ်နေရပူပြီးပူပြင်းတောက်ပလာပါတယ်ဒေါ်လန်တစ်ဖက်တစ်ချက်ကတစ်ပင်နေရပြောင်းလဲလာတယ်မြေပြင်ဟာမာကျောလာတယ်ခြုံရွယ်လေးတွေဝဲရမှာအစီတဲချောင်းတိမ်တွေကိုဖြတ်ကူးရမှာဝေါ်တန်းတွေရဲ့ခြေတန်းတွေကလေးတွက်ဆုပ်ဆိုင်လာကြတယ်ဝမ်းရောအလှနဲ့ပခုံးပြောင်းထမ်းခဲ့ကြဘယ်နှဆိုင်ရှိနေပြီလဲခင်ဦးမမှတ်မိပါဘူးပိုးစားဘဝကလကာတွင်ကနေခင်ဦးမထွက်စတဲ့နှီးခဲ့ရကြောင်းဒီခရီးဘလောက်ပေါက်ခဲ့ပြီလဲဆိုတာလည်းမသိဘူးဝမ်းရင်ဆန်အိမ်ထဲမှာအမုန်းနေနဲ့ပူပြင်းလောင်မြရင်ခင်ဦးကအိမ်မဆိုးတွေမက်လိုက်ရှင်တန်စွာတီဆုံးလိုက်မမြင်တဲ့မျက်လုံးမချားတဲ့နားရင်နဲ့ပတ်ဝန်းကျင်ကိုငီးမော်လိုက်တခါတည်းဝမ်းရင်ပေါင်မနာဖြတ်ပြန်သွားတယ်ငှက်ကလေးတွေသတိထားမိလိုက်နဲ့
နေတွေညတွေတောင်ဆွဲတောင်ကျောတွေကိုလုံးဝမမြင်ရတော့တယ်နက်နက်ခင်းတစ်ခုမှတော့ခင်ကအိမ်မက်ဆိုးတစ်ခုကိုမှန်ရနေနှိုးထလာပါတယ်ဝေါ်ရင်ကတငိမ့်ငိမ့်လှုပ်၍နေစေအာယုံဦးဟာအရှိစီမှာထွက်ပြူကစားဒေါ်လန်ဟာချီနဲ့အာယုံအောက်မှာဖြတ်တော့စွာဝါရွှေနေပါတယ်ပူပြင်းတဲ့ရာသီဖြစ်တဲ့အတွက်နေ့ချိန်တွေမှာစခန်းကြရနာပြီးညဘက်တွေမှာသာခီးဆက်ကြရရဲ့ဖြစ်ကိုခင်ဦးသတိထားမိလိုက်တယ်ဒေါ်လန်ရဲ့ညင်းမှောင်မှာမီးတုပ်မီးရောင်တွေတဝင်းဝင်းနဲ့မြင်းခွတန်ခြေချင်းတက်တွေရဲ့ခြေလန်းတန်ရန်ရွေတွေစကားပြောတဲ့ကြောင့်ညင်ခီးတွေဟာတိတ်ဆိတ်မနေကြအောင်တညင်းလုံးခီးပြင်းနှင်းခဲ့ကြရနေတမိုးတောက်လို့တမနဲ့ရောက်လာပြန်ပြီရောင်နေဟာတော်လန်းတစ်ခုလုံးပွိဖက်စုပ်ကင်မှုကြိုးစားနေပါတယ်မြင်းတစရာရှေးဘက်ကနေပြီးဝေါ်ရင်စီကိုအသားကျနေလာတယ်ဒီမြင်းခွတန်ကိုခင်ရင်ပါနေပြီလေခရီးတစ်လျှောက်လုံးမှာဒီမြင်းဟာဝေါ်ရင်တန်းနဲ့ရှင်းနောက်တစ်ကြောလုံးခောက်တော့ခောက်ပြန်လှည့်လည်နေခဲ့တယ်မြင်းစီယောက်ျားကတော့ဒီခရီးရဲ့လမ်းပြတက်ဖွဲ့ခေါင်းဆောင်ဘုံမင်းတရားသူဟာငယ်ရွယ်နှုတ်ပြပြီးသူ့အမှုတော်သူစုံစုံမက်မက်ထမ်းရွက်နေပုံရတယ်ခရီးတစ်လျှောက်လုံးမှာသူ့မြင်းဟာမနာမနေပဲရက်ကန်းစင်ပေါ်အားလွန်းလို့အပြန်လန်ကူးတန်းနေခဲ့ပါတယ်ခင်ဦးရဲ့ဝေါ်ရင်နေဖြတ်သွားချိန်မှာတော့သူဟာမြင်းကိုအရှင်လျှော့ပြီးအသားကျစီးလေးရှိတာကိုခင်ဦးသတိထားမိတယ်ဒါမိဖုရားတစ်ပါးကိုအယူသေးပြုတ်တာပဲလားဝေါ်ရင်ပေါင်းမိုးရခင်ဦးကိုအနှောက်ယှက်မပေးခြင်းလို့ပဲလားဆိုတာတော့သူမှသိပေမယ်အခုလဲသူနဲ့သူ့မြဲဝေါ်ရင်ရှိရချင်းကပ်လာတယ်ထုံးစံတိုင်းသူဟာမြင်းကိုအရှင်လျှော့ပြီးခေါင်းငိုက်နေချိန်မှာရုတ်တရက်ဖြစ်ပေါ်လာတဲ့စိတ်ကူးတစ်ခုကြောင့်ခင်ဦးတို့လှမ်းခေါ်လိုက်ပါတယ်ဘုံမင်းခဏကြွားကြွားမမတ်မြင်းပေါ်မှာလိုက်ပါနေတဲ့သူဟာကိုယ်ကြုံပြီးဝေါ်ရင်ကိုဘေးချင်းရှင်လိုက်တယ်ဒီနေရာမှာနားကြမယ်သူမျက်နှာပေါ်မှာရုတ်တရက်အံ့အားသင့်သွားတဲ့အရေးအရာသူကပတ်ဝန်းကျင်ဝဲရအောင်လှမ်းကြည့်နေတယ်ရောင်နေတန်းစအယုံချင်းစတောတောင်ဟာမှောင်တစ်စက်လင်းတစ်စက်ပါဒီနေရာမှာနားကြမယ်လို့ပြောနေတယ်သခင်မဖေဟာနေထန်းတစ်ပြားထိခြိသွားကြဖို့ဖြစ်ပါရဲ့ဖေဟာဒီနေရာဟာတောတောင်ထူထပ်ပြီးစခန်းချရင်မသိမှာဖေဟာမင်းတို့ကြီးကဲကိုတွားပြောလိုက်ဒါမိဖုရားမနိဆန္ဒရဲ့အမိတ်ပဲသခင်မဖေဟာကျွန်တော်မျိုးတက်မင်းကြီးကိုတွားခေါ်စရာမလိုဘူးမင်းဟာလမ်းပြတက်ဖွဲ့ခေါင်းဆောင်မဟုတ်လားဟုတ်ပါရဲ့သခင်မဒါပေမဲ့ဒီတက်ဖွဲ့တစ်ခုလုံးရဲ့ခေါင်းဆောင်ကြီးကြံစစ်မင်းတို့တက်မင်းရဲ့အရှင်သခင်ကဘာလို့လဲဝေါ်ရင်ပါမိုးနဲ့ပူပဝါကလကာစားကိုဆွဲမဖွင့်မယ်အနာစားကိုသာလက်နဲ့စုပ်ကိုင်ခင်ဦးပြောလိုက်တယ်ပြောလေမင်းတို့တက်မင်းရဲ့အရှင်သခင်ကဘာလို့လဲဟိုအနုရုဒ္ဓဘယင်မင်းမြတ်ပါသခင်ပါအေးငါဟာအနုရုဒ္ဓဘယင်မင်းမြတ်ရဲ့မိဖုရားပဲဒါမိဖုရားမနိဆန္ဒရဲ့အမိတ်မင်းတို့အကြီးကဲတက်မင်းကိုတွားပြောလိုက်ဒီနေရာမှာခုချက်ချင်းစကန်ချမယ်လို့လမ်းပြတက်ဖွဲ့ခေါင်းဆောင်အားမြင်းကိုအတော့နှင်ပြီးရှေ့ဆွဲထွက်သွားပါတယ်ဒါမိဖုရားမနိဆန္ဒရဲ့အမိန်လို့အာဘတရပြောလိုက်ပြီးရဲ့နောက်မှာခင်ဦးလည်းဒီစကားလုံးတွေအတွက်မောပန်းနေမကြခင်မှာပဲဝန်းရဟာရက်သွားတယ်ရှင်းနောက်တက်ဖွဲ့ရလည်းရက်သွားပါတယ်ဝန်းရင်တန်းတွေကဝေါကိုအောက်ချဖို့ပြင်းနေကြတော့မှလမ်းပြတက်ဖွဲ့ခေါင်းဆောင်ဖို့ပြန်ရောက်လာတယ်တခင်မအမိတ်တိုင်းတမင်းရဒီနေရာမှာစခန်းချဖို့ရနာခိုင်းလိုက်ပါတယ်ဟုတ်လားဒီလိုတောတောင်ထူထပ်ပြီးခြေကင်းလက်ကင်မตายတဲ့နေရာမျိုးမှာစခန်းချမယ်တဲ့လားခေါင်းဆောင်ဘိုးဟာခင်ဦးစကားကြောင့်ဇဝေဇဝဖြစ်သွားပြန်တယ်။ဘောင်းမနားမလဲတဲ့မျက်လုံးတွေနဲ့ခင်ဦးလှမ်းကြည့်နေတယ်။ခင်ဦးကပိုးကလတ်ကောင်ဆွဲဖွင့်လိုက်ပြီးသူ့ရဲ့ကြောင်ရဲ့အံ့ဩမျက်နှာကိုစိုက်ကြည့်ပြလိုက်တယ်။ဒီမဲ့မင်းတို့ကြီးကဲကိုတွားပြောငါစိတ်ပြောင်းသွားပြီ။ဒီနေရာမှာစခန်းမချအောင်ဆက်သွားလို့သခင်မစောစောကအမိန်တော့အေးစောစောကအမိန်တော့အခုမိန်တော့နဲ့ဖြတ်ပစ်လိုက်ပြီ။မင်းတို့ကြီးကဲကိုတွားပြောလိုက်လို့စိုးနေတယ်။မိဖုရားမနိဆန္ဒစိတ်အပြောင်းလဲမြန်တယ်လို့သူ့ဆန္ဒရှိတဲ့အတိုင်းပဲသူဖြစ်ချင်တယ်လို့တွားလေမြင်ပိုးကလတ်ကာကိုပြန်ပိတ်ပြီးခင်ဦးဂရီဘာတွေပေါ်မှာတက်တောင့်တက်တာမှီလိုက်ပါတယ်ဒုံဆိုင်သွားတဲ့မြင်းခွတန်ကိုကြားလိုက်တယ်ခဏကြာမှတော့ဝန်းရတညိမ့်ညိမ့်နဲ့ပြန်လဲလှုပ်ရှားလာခဲ့တယ်အရှိစီယာရောင်နေရကောင်းစွာဖြန့်ကျန်တက်ရောက်ခဲ့ပြီးမို့ဒေါ်ရန်တစ်ခုလုံးနင်းထိန်တောက်ပလာပါတယ်ခင်ရဲ့ဝန်းရင်ပေါင်းမိုးဆိုင်နဲ့ထွင်းဖောက်ကျလာတဲ့နေရောင်ကြီးဒန်းလေးတစ်ခုလဝါးပြင်းနဲ့အသာခံရင်နေပြောက်ကွက်ဝဝန်းလေးကိုကြည့်ကခင်နှခမ်းတွေတင်းတင်းစိတ်ပြီးပြုံးလိုက်မိတယ်။ဟောဒီဂရီဘာဘုံတွေမှီအောင်နေအခင်းတွေအလုံးဖယ်ထုတ်ပြစ်လိုက်ကြစမ်း။ပြီးတော့ဒီဘေးနှစ်ဖက်ကပိုးပေါက်ဝါကလက်ကားတွေလည်းဖြုတ်ပြ။ဟောဟိုကတွေးလောင်းကြနေတဲ့အမိန်ရွှေကြီးငွေကြီးလည်းအကုန်ဖြုတ်ပြ။တခင်မဒါတွေဟာငါအမိတ်ပေးနေတယ်။မိဖုရားမနိဆန္ဒရဲ့အမိတ်ဝေါ်ရင်တော်ပေါ်မှာတခင်မတက်တန်တက်တာစံနေတော်မူနေအောင်စိမ့်မဲ့ဟ
ဟောဟိုကကောက်ရိုးနဲ့မျက်ခြောက်ကိုအောက်မှာခင်အပေါ်ကနှီးပြကြောထက်ခင်လှုပ်ဆန်းတန်ငါမေပြိုးပြက်တောက်ပစာစီမံထားတဲ့ဝမ်းရင်ပေါင်းမပြက်စီးသွားတာကိုကြည့်ပြီးခင်ဦးဝမ်းသာလိုက်တာကြီးကျွနေရခရောင်ခရမ်းနဲ့ခင်ဦးခိုင်းတဲ့အတိုင်းလှုပ်နေကြလေရဲ့လမ်းပြတက်ဖွဲ့ခေါင်းဆောင်ဘွားမြင်းနဲ့ရောက်ပြန်လာပါတယ်သခင်မသင့်တော်ပါဘူးဖေဟာဝမ်းရင်တော်ပေါင်းမှုအောက်မှာသခင်မတက်တောင့်တက်တာလိုက်ပါဆန်နေတော်မူနာစီမံထားတာတွေမို့အဲ့ဒီစကားကိုမင်းတို့ကြီးကပဲပြောခိုင်းလိုက်တာမဟုတ်လားပြောလိုက်စမ်းမိဖုရားတပားဟာသူ့မောင်တော်ဘရင်မင်းမြတ်ရဲ့တက်မင်းတယောက်ကပေးတဲ့အကြံပေးချက်ကိုလိုက်နာစရာမလိုဘူးလို့ကာယိုမျက်ခြောက်ခင်းထားတဲ့နှီးပြချောပေါ်မှာထိုင်ရင်ဘိုးဘဝကလကားနဲ့ရွှေကြီးငယ်ကြီးအမိတ်တွေမရှိတော့တဲ့ဝမ်းရင်ပေါင်းမှုအောင်မှာခင်အမိတ်သာလိုက်ပါလာခဲ့တယ်အဲ့ဒီစားတော်ပွဲကိုပြန်ယူသွားမင်းတို့ရန်ရွေတွေတော်လန်းတနေရာမှာချိုးလာခဲ့ကြံတွေယူလာခဲ့ပြီးတော့မနေ့ကစခန်းချတဲ့ရွာငယ်လေးမှာရန်ရွေတော်တွေဟာကောက်ညင်းမုတ်နေနဲ့ငှက်ပြောသည့်ယူလာခဲ့မဟုတ်လားအဲ့ဒီစားစရာတွေယူလာခဲ့ဘာမှထပ်မပြောနဲ့ဒါမိဖုရားမနှိမ့်ဆန်တာရဲ့အမိတ်ငါဟာတန်ပဒီပါနိုင်ငံတော်ရောက်ရင်ဘုရင်အနုရုဒ္ဓလွဲလို့ဒုတိယအာဏာပိုင်ဆိုးဆုံးအရှင်သခင်ဖြစ်မယ်အခုတန်ပဒီပါကိုခြီနေတဲ့လမ်းခီးမှာတော့ငါပထမအာဏာပိုင်ဆိုးဆုံးအရှင်သခင်မပဲငါမိတ်တိုင်းမင်းတို့နာခံရမယ်သခင်မဖေဟာတော်လန်ခီးရအစားအစာတွေကသခင်မနဲ့မိဖုရားတစ်ပါးရဲ့အမိတ်တော်မင်းဟာဇောရကတက်နေရလားခဏရမ်းလိုက်စမ်းဝိုင်းရင်ကိုအောက်ကိုချဟောဟုတ်စမ်းချောင်းတောပေးရပန်းတွေကိုငါကိုယ်တိုင်ခိုးကျင်တယ်ဘာမလို့ကျင်ဘူးဘသူမှပန်းခူပြီးပန်းတော်လာမဆန့်နဲ့ဘာပြောတယ်ရက်တန့်ဖို့အမိတ်ဟုတ်လားငါအမိတ်ပေးနေရလေမိဖုရားမနှိမ့်ဆန်တာရဲ့အမိတ်လေပန်းတွေကိုကိုယ်တိုင်ခူပြီးပန်းကျင်နဲ့မနှိမ့်ဆန်တာရဲ့အမိတ်လေဘာရဲ့တက်မင်းကြီးဟုတ်လားအေးဝိုင်းရောအရင်ချပြီးတော့မှသွားပြောပြအောင်ပြောလိုက်စမ်းမိဖုရားသူ့တပားခူးယူဆက်တဲ့ပန်းတော်ဆက်ပန်းကိုလက်မခံဘူးကိုယ်တိုင်ပန်းမဲ့ပန်းကိုကိုယ်တိုင်ခူးသူပါလို့တွားပြောလိုက်စမ်းညင်းရဲ့အတန်ကိုအတိုင်းသာကြားနေရပါတယ်တရွက်ကလေးတွေကိုလီတိုးတန်ပစင်းရင်ခွဲတွေရဲ့အဝေးရအော်မြည်တန်ညခါမှာအစာရှာထွက်ကြတဲ့ပိုးပရွက်တရိษံလေးတွေရဲ့တချစ်ချစ်ပွတ်တိုက်တန်ညင်းရဲ့အတန်နဲ့လားမဟုတ်သေးဘူးညင်းရဲ့အတန်ဆိုတာတိတ်ဆိတ်ခြင်းပဲပေါ့တိတ်ဆိတ်ခြင်းထဲမှာအတန်တန်တော့အနှင်းငယ်ရှိနေတယ်အဲဒီတန်ယူသွတ်နေသူရဲ့နှလုံးသားနဲ့သာကြားနိုင်တဲ့အတန်ပေါ့တိတ်ဆိတ်ခြင်းအတန်လေးပျောက်ပြတ်သွားမှဆိုလို့ခင်ဦးတစ်ချက်ကလေးမှမလှုပ်ရဲပါဘူးထိုင်နေတဲ့ကြောက်တုံးပေါ်ကလက်ဖွားပြို့တောင်မရွှေ့ရဲဘူးတိတ်ကိုညံ့သက်သိမ်မှုရဲ့အခိုက်အတန့်လေးပျက်စီးသွားမှဆိုလို့ရွက်ချောက်လေးတုတ်ဖြောဖြောကြွေကျသွားတယ်။အိုးဒီတော့အုပ်ဟာရွက်ကြွေတော့ပါလား။ညာအမောင်တို့ထဲမှာဘသူမှမသိလိုက်ပဲ။ကြွေကျသွားတဲ့တိတ်ရွက်လေးတွေရဲ့တိတ်ဆိတ်ခြင်းရဲ့အမောင်ရဲ့ပြီးတော့ခင်ဦးရဲ့ရွက်ကြွေတွေဖြိုးဖြိုးပြပြမြည်လာကြပြန်တယ်။ဘာကြောင့်ကြွေပြီးမှအော်မြည်နေရလဲ။အော်သူတို့ပေါ်နင်းဖြတ်ပြီးရှောက်လာတဲ့ခြေတံတစ်ခုကြောင့်ပေါ့နော်။ဖေဟာခြေတံနဲ့လားဟုတ်ပါပြီဒါဟာရွက်ကြွေတွေပေါ်နင်းလျှောက်လာတဲ့ခြေတံမှာပဲဒါဆိုရင်သူတကယ်ပဲလာနေပေါ့သူတကယ်ပဲမကြည့်ပဲအလိုလိုမြင်တဲ့အာယုံနဲ့သူခင်ဦးရှိမှခြေစုံရက်လိုက်ပြီးဆိုတာသိလိုက်တယ်ခင်ဦးအသက်ပြင်းပြင်းရှူရှိုက်လိုက်ပါတယ်ငုံငိုက်ထားတဲ့မျက်နှာကိုမောလိုက်တယ်လာရိပ်ပြောက်ကြတဲ့မှာသူရွှေကြရန်ကလပ်ပေါ်ရာဇလန်တန်ကလန့်ဖြတ်တင်လိုက်ပြီးခေါင်းငိုက်ဆိုင်ချနောက်ဆုတ်ရွှေ့သွားတာကိုနောက်ဆုံးမြင်ခဲ့ရပြီးကြရာမျက်နှာချင်းဆိုင်မဆိုင်ဖြစ်ခဲ့တော့တဲ့သူခီးလန်းတစ်လလုံးမှာခေါင်းဆောင်ဖြစ်ချီတက်လိုက်ပါခဲ့ပေမဲ့ဝေါ်ရင်နာတစ်ချက်ကလေးမှမတိခဲ့လေပဲတက်ဖွဲ့ရဲ့ရှေ့ဆုံးအားသာမခွာစတန်လိုက်ပါခဲ့တဲ့သူအမောင်ဖေဟာဒါခင်ဦးရဲ့တမ်းမှာဟုတ်ပါလိမ့်စားသူ့ကိုပြောပြလိုက်မယ်ဆိုတဲ့စကားတွေသူ့ကိုကြည့်ပြလိုက်မယ်ဆိုတဲ့မျက်လုံးတွေဘယ်ရောက်ကုန်ကြပြီလဲအော်တမင်းရောက်လာပြီကိုမိဖုရားတစ်ပါးရဲ့အမိန်ဆိုတော့ရှစ်မနာခံမဲနေလို့မရဘူးမဟုတ်လားဒီညမှာခါတိုင်းညရီလို့ခီးမဆက်တော့ပဲဒီတော်တန်းမှာစခန်းချဖို့ပြီးတော့တက်ဖွဲ့ခေါင်းဆောင်ကျမစီလွှတ်လိုက်ဖို့ကျမအမိတ်ပေးခဲ့တာရှင်လိုက်နာတာပဲအင်းပေါ်လိုက်နာရမှာပေါ့ကျမမိဖုရားပဲရှင်ကတက်မင်းပဲပြောလေအဲ့ဒီလိုပြောလေဒါထက်မကပြင်းထန်တဲ့စကားလုံးတွေအများကြီးကိုမိရွေးချယ်ထားခဲ့မဟုတ်လားခင်ဦးဘာကြောင့်အဲ့ဒီစကားတွေမပြောပဲနှုတ်ဆက်မထွက်ပဲအခုတော့အမောင်နဲ့ထိတ်ထား
ထိတ်ထားအမိန့်တွေတိုင်းအလုံးဆောင်ရွက်ပြီးခဲ့ပါတယ်ထိတ်ထားရဲ့အမိန့်တွေကြောင့်ခီးဖင့်ပြီးပြဿနာတွေအများကြီးဖြစ်ခဲ့ပေမယ်အတက်နိုင်ဆုံးလိုက်နာခဲ့ပါတယ်ဒါပေမဲ့ခုအစပြီးအလုံးကိုငဲ့ညာသောအဖြစ်ဒီတက်ဖွဲ့ရဲ့ခေါင်းဆောင်စီမံရအတိုင်းထိတ်ထားခွင့်ပြုလိုက်ရောပါလို့မြစ်တာရက်ပြရစီသူစကားဆုံးမှာရွက်ကြည်တစ်ခုကတဖြောဖြောအုံမြည်သွားကြပြန်တယ်ဘာတဲ့ထိတ်ထားတယ်လားအားလုံးငဲ့ညာတော့အားဖြစ်နေလားမြစ်တာရက်ပြရစီတဲ့လားရှင်ဒီစကားပဲပြောတတ်သလားဟမ်ဒီချိန်မှတော့မှရှင်ဒီလောက်ပဲပြောနိုင်သလားအမောင်ဒီတခါတော့ခင်ဦးတတိလက်လို့မဟုတ်လိပဲတိတိမမတ်နဲ့ခေါ်ဖြစ်လိုက်ပြီအမောင်လို့ဘာဖြစ်လို့ကိုအဆုံးစီရင်နေကြရလဲခင်ဦးသိပါရဲ့အမောင်ရဲ့ရာဇလှန်တန်တစ်ခုလေးခြားနာယုံနေဟိုဘက်ဒီဘက်မှာခင်ဦးတို့နှစ်ယောက်ကတသက်သာခွဲခွာရတော့မှာတဲ့လားအမောင်ခင်ဦးနားလည်နေပါတယ်အဲ့ဒါဘာကြောင့်လဲသိလားခင်ဦးကိုချင်းစာတဲ့လို့ပေါ့ချစ်သူတွေကကိုချင်းစာတဲ့ကြတယ်ကိုခံစားရတယ်လို့ကိုချစ်သူခံစားရမယ်ဆိုတာအလိုလိုသိတတ်ကြတယ်ကဲပါအမောင်ရဲ့အားလုံးခင်ဦးရောအမောင်မှနားလည်ကြပြီသားဖြစ်ခဲ့ပြီးတာတွေရောအခုဖြစ်နေတာတွေရောဘာမှမတွေးနဲ့တော့အခုခင်ဦးတို့ပြေးကြစို့အမောင်ဒီချိန်ကနောက်ဆုံးအခွင့်အရေးပဲတန်ပါဒီပါနဲ့အုတ်သားတို့ရဲ့လက်တံတွေလှမ်းမမိနိုင်တဲ့နေရာစီကိုခင်ဦးတို့ပြေးကြစို့နော်အဝေးစီကမြင်းဟိတန်တစ်ချက်တက်တက်လေးကြားရတယ်ဒါခင်ဦးရဲ့စကားကိုအားပေးလိုက်တဲ့ကြွေးကြော်တမ်းပဲလို့ထင်မိတယ်ခင်ဦးကိုခေါ်သွားတော့မှအားလုံးကိုပြစ်ထားခဲ့ကြစို့တံမင်းကြီးဆိုတာတွေဘရင်သမီးတော်မိဖုရားဆိုတာတွေကိုခင်ဦးတို့မြုပ်နှံပြစ်လိုက်ကြစို့နော်တတိလက်လို့အိုးမဟုတ်ဘူးတတိကောင်းစွာနဲ့ခင်ဦးတူတူပြောရင်သူ့နာကိုတိုးသွားမိရဲ့ယူသွားကြလိမ့်မယ်အမောင်ဒီတိုင်းဆက်သွားရင်ခင်ဦးရောအမောင်မှယူသွားကြလိမ့်မယ်ခင်ဦးလေအမောင်နဲ့မခွဲနိုင်ဘူးအခုဆိုခင်ဦးရဲ့ထဲမှာမီးတွေတောက်နေခဲ့တာဘယ်လောက်ကြာခဲ့ပြီလဲခင်ဦးအယူတစ်ပိုင်းဖြစ်ပြီးမဟုတ်တာတွေလုပ်ခဲ့မိပြီလေကြာရင်ပိုဆိုးလိမ့်မယ်မျက်ရည်တွေအိုးငိုမိပါပေါ့လားအေးခဲနေခဲ့တဲ့တောကအဆိုင်ခဲကွဲပြိုသွားပြီငိုစရာရင်ဝင်မရှိခဲ့လို့မငိုပြစ်ခဲ့တာအခုတော့မျက်နှာအပ်ပြီးအာဘာတရားရှိုက်စရာငိုစရာချစ်သူရင်ခွင်ထဲမှာပြေးကြပါစို့အမောင်ရဲ့ခင်ဦးတို့ပြေးကြပါစို့နော်သူ့ရင်ခွင်ထဲကိုမျက်နှာအပ်ပြီးခင်ဦးအာဘာတရားကြီးရှိုက်ကိုသူ့မလွတ်စတန်ပွေ့ဖက်ပြီးခင်ဦးကိုခေါ်သွားတော့အမောင်အစမပြတ်တုန်ခါနေတဲ့သူ့ရင်ထဲကနှလုံးခုန်တန်ခင်ဦးအတိုင်းသားကြားနေရတယ်သူ့ကိုယ်ကြားဟာခင်ဦးရဲ့မျက်ရည်နဲ့ရွှဲနေပါပြီသူ့ငိုနေပြီလားချစ်သူရဲ့ရှင်ငိုနေပြီလားသူရဲ့ကောင်တက်မိန်မှာငိုရဲဆိုတာရှိရမဟုတ်လားခင်ကိုရှင်တကယ်ချစ်တာပါခင်သိပါတယ်ဒါကြောင့်ချစ်သူလဲငိုသူ့ခါကိုတားဖက်ထားရဲ့ခင်ဦးလက်တွေဟာအตาရဆွဲဖြုတ်ခြင်းခံနေရပါလားမျက်ရည်ဆူရွှဲပါပြင်းနဲ့အပ်ထားတဲ့သူ့ရင်ထဲကနှလုံးခုန်တန်တိုးတိမ်သွားပါလားပြီးတော့သူယုံဖက်ပြီးအနောက်ကိုဆုံးအကြီးမားဆုံးအရာတစ်ခုကိုဆုံးရှုံးလက်လွတ်လိုက်ခြင်းဟာတစ်ချိန်တည်းမှာပဲအကြီးကျယ်ဆုံးအောင်မြင်မှုဖြစ်ပါတယ်ဒီစကားပြောတာတော့လွန်လှပါပြီကျန်စစ်သားကသူ့ကိုသူ့နှလုံးသားကိုသူ့စက်နာကိုသူ့မပိုင်ပါဘူးခွင့်လို့ပါခွင့်မလို့နိုင်လောက်မုံတီဆက်စုံမယ်ဆိုရင်လေခံယူဖို့အသင့်ရှိပါတယ်ဒေါ်တန်းရဲ့ညင်မောင်ဟာဝင်းကနေလက်သွားတယ်တိတ်ဆိတ်ချင်းသာအတော်မသက်စုညံသွားပါတယ်ခင်ဦးသိဆုံးသွားခဲ့သလားအိုးဘာကြောင့်နှလုံးသွေးရက်ပြီးသိဆုံးမသွားခဲ့တာလဲဟုတ်တယ်သိဆုံးမသွားလို့သာတရွေ့ရွေ့ထွက်ခွာသွားတယ်သူ့ရဲ့နောက်ကျောတွေ့နေရတာပေါ့ပြီးတော့ရွက်ကြွေတွေပေါ်ကခြေတံတက်တက်လွင့်ဝေးပြောက်ကွယ်ဘာမှမသိတော့ပဲခင်ဦးစီကိုဘာမှမရှိရဲ့ဟင်းလင်းမှောင်တစ်ခုပြေးဝင်လာတယ်မသိတဲ့ခင်ဦးနဲ့မရှိရဲ့အဲ့ဒီရာဟာတလုံးတစည်းတဲ့ဖြစ်သွားတယ်ငိုကြွေးခြင်းဆိုတာတောကရဲ့အနှိမ့်ဆုံးဝေဒနာပဲဖြစ်မယ်မျက်ရည်မရှိချစ်ချင်းမရှိတခုပဲရှိလိမ့်မယ်အေးဆက်မှုရဲ့လောင်ကျွမ်းခြင်းတကိုးသက်တည်တရပါတကားတဲ့လားဟုတ်မှာပေါ့လေဒါတန်ပါဒီပါနန်းမြို့တွေကိုဝင်နေတာပဲလောလောပူတဲ့ဒေတာတဲ့လားတန်ပါဒီပါပြည်သူရဲ့တခဲနဲ့ကြိုဆိုသံတွေတဲ့လားအော်အနုရုဒ္ဓဘယင်မင်းမြတ်ကိုယ်တိုင်ကိုပူနွေးတင်းကျပ်တဲ့လမ်းစုံနဲ့ဆွဲယူခေါ်ဆောင်သွားတာကိုသိလိုက်တယ်နှမတော့မနှိစံတာခီးလန်းချောင်းကြမ်းတမ်းပင်ပန်းပါပဲတန်ပါဒီပါနဲ့ကြုံမြတ်တာရဲ့ကနှမတော်ကိုစောင့်ကြိုနေပါတယ်ခင်ဦးကြားလိုက်ရတယ်ပြီးတော့ပြုံးနေတဲ့မျက်နှာကိုလည်းတွေ့လိုက်ရတယ်စူးရှာရဲ့မျက်လုံးစုံလည်းမြင်လိုက်ရတယ်ဒါပေမဲ့အနုရုဒ္ဓဘယင်ရဲ့အဲ့ဒီကြီးဟာခင်ဦးစီဟာ
ခင်ဦးကိုယ်တိုင်မသိတဲ့တခုခုရဲ့တုံ့ပြန်မှုကြောင့်ခုလက်မှာပဲရက်တန့်သွားကြတယ်လို့လို့။အိုးထိတ်ထားရောက်လာပြီကိုတန်ပါတီပါကျိုးစိုးနေပါတယ်။နေပါဦးဒီတန်နဲ့ဒီမျက်နှာငါကြားဖို့မြင်ပူပါတယ်။နှုတ်ဖျားဖြစ်ပေါ်လာတဲ့လွန်းလင်းဆဆအတန်မျိုးပြီးတော့အကြည့်တွေခန္ဓာမငြိမ်တဲ့မျက်လုံးနဲ့အသားဖြူဖြူမျက်နှာ။အော်စောလူမင်းသားပဲပဲ။မမတ်မိတ်စရာမရှိပါဘူးလေ။ထိတ်ထားနေနဲ့တိကျန်းခွင်ပြုတ်ပါ။ဟောတာကျုပ်ရဲ့လက်ရုံအကြည့်တော့မိတ်ဆွေကြီးပါပဲ။သူ့နာမည်မင်းရမှန်လို့ခေါ်ပါတယ်။စောလူမင်းသားရဲ့လွယ်တာထက်ပူကဲနေတဲ့လောကပြူငါတွင်ပြင်ကြားမှာသူဘေးကမျက်နှာတစ်ခုတွေ့ရပြန်တယ်။ဘလို့မျက်နှာမျိုးလဲ။သူမျက်နှာလူတစ်ယောက်နဲ့ဘာကြောင့်မတူတာလဲ။အော်နှက်ဖိုးပေါ်မှာရွှေကြိုးနဲ့ရစ်တိုင်းပြီးလက်ရမျက်စိပေါ်မှာအမဲရောင်တရေပြားတစ်ခုကတ်ထားတာပဲ။ဘသူမင်းမေရမန်နဲ့လား။စစ်ပွဲတစ်ခုမှဒဏ်ရာရပြီးသူ့မျက်လုံးတစ်ဖက်ပြတ်ခဲ့ရတယ်ထင်ရဲ့။ဟဲကျွန်တော်မင်းရမှန်မှာထိတ်ထားကိုခုမှတွေ့ဘူးပဲမယ်ထိတ်ထားတော့အုတ်တာနဲ့တော့ရင်းနှီးပြီးသားပါငယ်စဉ်ကအုတ်တာရှေ့ဘက်တောင်တန်းတစ်ဝိုက်မှာအမဲလိုက်ဖူးတယ်မမေ့နိုင်စရာအုတ်တာတောင်တန်းနေပါပဲတောဝက်နဲ့ရင်ဆိုင်တိုးခဲ့မိလို့အခုလိုဖြစ်ခဲ့ရတာလေအမဲရောင်တရေပြားကိုနှညူထိုးပြရင်နဲ့သွားကြဲကြဲတွေကိုလှစ်ပြနေမင်းရမယ်ဘာကြောင့်သူ့ငါမြင်စဉ်ကြားစဉ်ခဏမှာပဲမနစ်မြို့ဖြစ်လိုက်တာအင်းလေစောလူမင်းသားရဲ့လက်ယုံမိတ်ဆွေဆိုတော့လေလန်ခီးမှာကြံစစ်သားဂယုတဆိုင်စောက်ရှောက်ရဲ့လားထိတ်ထားထူးထူးထွေအခက်ခဲမရှိဘူးဆိုတာတော့သိရပါတယ်ထိတ်ထားကိုခေါ်ဆောင်လာတဲ့တက်မှာရဲမဲ့တချို့ကကျွန်ုပ်ရဲ့တက်ဖွဲ့တွေရပါသူတို့ကဒီခီးကိုကျွမ်းလို့ကျွန်ုပ်ကိုယ်တိုင်ထည့်ပေးလိုက်တာပါစောလူမင်းသားရဲ့စကားကိုငါမကြိုက်ပါဘူးဘာကြောင့်စကားပြောရင်တဟင်ပြုံးရနေရလဲခွင့်ပြုပါထိတ်ထားပြီးတေကသပင်ကြားမှာအခါစားဝင်ပေးရစီစောလူမင်းသားနဲ့မင်းရမှန်တို့ထွက်သွားကြတယ်ဒီခါမှာပဲပေါ်ပါသွားတဲ့စိတ်ကြောင့်စောစောကသူတို့နှစ်ယောက်ရှိနေစမှာလေးလံတင်းကျပ်နေခဲ့ပါလားလို့သိမှတ်မိတယ်တားတော်စောလူမင်းဟာငယ်ရွယ်တဲ့မင်းပြုတ်မင်းလွင်တပါးမျှတာရှိသေးရဲ့မနိစန္နာငယ်သူတို့ဒလေတိုင်းသူ့ပြောဆိုရအကဲမရတာရှင်ခွင့်လွတ်စေခြင်းနဲ့အမှန်တော့ကျုပ်ရဲ့သားတော်ဟာသဘောလွယ်ပြီးအပေါင်းအသင်းခုံမင်းတဲ့လူမျိုးလေအနုရုဒ္ဓပင်ဟာတူတူပြောလာတယ်ဘာရီလဲတန်ပါဒီပါမြေပေါ်မှာခင်ဦးချီချကစားပဲရှိသေးတယ်မဟုတ်တာတခုခုတော့ရှိနေပြီထင်ရဲ့အင်းလေဒါရီယာငါနဲ့ဘာဆိုင်တာမှတ်လို့ဟုတ်တယ်ဒါရီတာမကပါဘူးအားလုံးပါငါနဲ့ဘာမှမဆိုင်ဘူးငါအနုရုဒ္ဓရဲ့မိဖုရားတစ်ပါးမနိစန္တာဒါပဲနန်းတော်လှေကတစ်တွေ့ထီအနုရုဒ္ဓပင်ကလက်ကိုဆွဲပြီးခေါ်သွားတယ်အလိုက်တဲ့လှမ်းပြစ်သွားရဲ့ခြေလမ်းတွေကိုကျေးဇူးတင်ပါတယ်တကယ်တော့မင်းတို့လေအလိုလျောက်လှုပ်ရှားနေတဲ့ကြ ਈ မဟုတ်လားမနိစန္နာနှမတော်ခီးပန်းလာပါတယ်အဆောင်တော်မှာအပန်းဖြေနေလိုက်ပါအောင်နှမတော်နဲ့ပန့်လာတဲ့ရန်ရွေတော်တွေကိုလည်းနေရာချပေးပြီးပါပြီအစားအစာရရလိုအပ်တာမှန်သမျှပြည့်စုံစေရပါမယ်စိတ်လက်ချမ်းမြေ့စွာစံစားပါနှမတော်အနုရုဒ္ဓပင်ရဲ့အတန်ကတော့တည်ငြိမ်ရင့်ကျက်နေလေရဲ့သူကငါရဲ့အရှင်သခင်ခင်မုန်းဖြစ်တော့မယ်အိုးမတွေးနဲ့လေဒါတွေကိုဘာကြောင့်ဆက်ရောက်သွားရလဲအိုးကြည်စမ်းပါအောင်ကျုပ်မေးတော့မလို့နှမတော်နှုတ်ဆက်ခွင့်တောင်းထားတဲ့သူရှိပါသေးလားသူတို့အခုပဲလာကြလိမ့်မယ်အဆောင်တော်တကားဝမှာနှမတော်ရဲ့ခွင့်ပြုမဲ့ကိုရက်စောက်နေကြလေရဲ့နှမတော်နဲ့ခင်မင်းရင်းနှီးပြီးသားလို့ပြောတယ်တမူးငှက်ထွေတို့ငလုံးတို့ငဖီးတို့လေကြည်စမ်းကျုံမေးတော့မလို့နောက်ဆိုရင်အခုလိုကျုံမေးနေမှတွေဘာတွေရောနှမတော်တတိပေးရလိမ့်မယ်ထင်ရဲ့အော်အနုရုဒ္ဓဘရင်ကျမစိတ်လက်ပေါ်ပေါင်းရှင်ပြောလိုက်တာဖြစ်ကောင်းဖြစ်မယ်ပါတယ်နောက်ဆိုရင်ကျုံမေးနေမှတွေဘာတွေရောနှမတော်တတိပေးရလိမ့်မယ်ထင်ရဲ့တဲ့ကျမကိုရှင်ပိုင်ဆိုင်ပြီဆိုတဲ့ဖြစ်နေနမိတ်ပြစကားပြေပဲလားရှိပါစီတော့လေကျမဟာရှင်ရဲ့အိုးမတွေးစမ်းနဲ့ခင်ဦးရဲ့နှမတော်ခွင့်ပြုမလားသူတို့မတွေးပြရစေနဲ့လို့ပြောလိုက်အိုးဒီလိုမပြောရအောင်လေအလိုက်ထက်ပဲနေစမ်းခင်တွေးခွင့်ပြုတယ်လို့ခေါင်းညိတ်လိုက်ကဲငထွေတို့ဝင်ခွင့်ပြုလိုက်တော့ဟဲ့နှမတော်ရဲ့မိဟောင်းဆွေဟောင်းနဲ့တရင်တနည်းနှုတ်ဆက်ကြပါကျုံနန်းဆောင်ပြောင်းမယ်မနှိစံတာအနုရုဒ္ဓပြင်ထပ်သွားပြီးမှသူတို့ရောက်လာကြတယ်ဖေဟာငထွေငလုံးငဖီသူတို့ငါဘလို့မျက်နှာချင်းဆိုင်ရပါမလဲသူတို့ခစားနေကြတယ်တလွန်ရှိဒူးထောက်လို့အော်မနိစန္နာသူတို့အရှင်ရဲ့မိဖုရားဖြစ်နေပြီ哦
ဥဒ္ဒနန်းဆောင်နဲ့တာယာဒေဝီကြောက်စစ်ရုပ်ထုရှိစားတော့ခန်းမှာစပွဲရှိမှတွေ့ဆုံခဲ့ရတယ်ပင်နိုင်ဆန်မင်းသမီးလေးမဟုတ်တော့ဘူးပေါ့နော်နေငနဲ့ဖြစ်လာတဲ့ရင်ကိုတပြင်းတစ်ချက်ရှိုက်ပြီးထိန်းလိုက်တဲ့အခါမှာတော့မွန်းကျက်မှုကလူလူပဲပြေရော့သွားပါတယ်။အော်ငါဒီလိုနေနိုင်နေပါရောလား။ကြည်စမ်းငါတိတ်ကိုခွန်အားရှိတယ်။စောက်တီထိန်းချုပ်နိုင်မှုရနေပြီထင်ပါရဲ့။ထိတ်ထားနေကောင်းထိုင်တာရှိရမဟုတ်လား။ခေးရကျန်းနေတော့တမုန်းငထွေရတာ6တွေ့နေတယ်။ဟုတ်တယ်။တန်ပါဒီပါရာသီဥတုပူပြင်းတဲ့အတွက်ထိတ်ထားအတွက်ရာသီဥတုပြောင်းလဲမှာနာမကျန်းဖြစ်မှာစိုးကြတယ်။တမူငလုံးရဲ့အတန်ကလည်းမစိုးပြေးလေဘူး။စကားနေလာတဲ့တမူဥဖေကတော့အခုချိန်မှာဘာမှပြောစရာမရှိတော့ဘူးမဟုတ်လား။သူတို့3ယောက်စလုံးတစ်ချက်ဝင့်ကြည့်လိုက်တယ်။ကျင်နာရဲ့မျက်လုံးအစုံတွေကိုတွေ့လိုက်ရတယ်။ဘာကြောင့်ခင်ဦးကိုဒီလိုကြည့်နေကြရလဲ။ရှင်တို့အကြည့်တွေကိုခင်ဦးမသိဘူးများထင်နေသလား။ရှင်တို့မျက်လုံးတွေဟာအတိတ်ကရုံးမထွက်နိုင်တဲ့အယောင်တွေနဲ့ဝေ့တည်နေတယ်။တခုခုကိုသိပြီးအဲ့ဒါကိုမသိရန်ဆောင်မှုစူးစမ်းရင်းနဲ့စူးစမ်းလို့လည်းမရဘူးဆိုတာကိုဖော်ပြနေကြတဲ့မျက်လုံးတွေမကြည့်ကြနဲ့ကျမတို့ဒီလိုကြည့်မနေကြပါနဲ့ရင်ထဲမှာအောင့်လာတယ်နားကျင်လာတယ်လားခင်ဦးမေးလိုက်စမ်းအဲ့ဒါတွေကိုဖယ်ထုတ်လိုက်စမ်းအေးဆမ်းမှုရဲ့လောင်ကျွမ်းခြင်းတကိုးသက်တည်လေတမုန်းငထွေထိတ်ထားကိုတမုန်းရဲ့မိသားစုနဲ့စုံပေးအောင်လေဇနီးမယားသမီးသားတွေနဲ့ခေါ်ခဲ့ပါအောင်ပြီးတော့တမူရဲ့ထတော်တွေလည်းကြည်ကျင်သေးရဲ့သိလားသူတို့ကြည်ရင်မှာလိုင်းကရက်တွေထသွားတယ်ခင်ဦးသိပါရဲ့ရှင်ရေတကွန်တစ်ခုတည်းကမီလီယံတွေထွက်လာတာမိကြီးကတစ်ခုတည်းကရေပန်းတွေထွက်လာတာလို့မျိုးရှင်တို့တွေ့လိုက်ရတယ်လို့ပဲမဟုတ်လားဟိုးကျုပ်ကျွန်တော်မျိုးမှာဇနီးမယားသမီးသားတွေမရှိသေးပါဘူးထိတ်ထားဟိုရင်ထတော်တွေကြည်ကျင်တော့ထိတ်ထားအလိုရှိရဲ့အချိန်မှာအမိန့်တော်ရှိပါခင်ဦးရီပြစ်လိုက်တယ်ကြည်စမ်းခင်ဦးရီတောင်ရီထက်နေပါပေါ့လားတမုန်းငထွေမှာတော့ထင်းငေါ့ကြောင်အန်းလို့ဟုတ်လားဒါဖြင့်တမုန်းငလုံးအောင်ရှင်းရထူးကြရဲ့ထွန်းတုံးကြီးတွေထိတ်ထမြင်ကျင်လှပြီတမ္ပါဒီပါရဲ့ပူရင်နဲ့လွင်ပြင်တွေထဲမှာရှင်းရဲ့လေခွင်းတွေကတော့စိမ့်စိုအေးမြနေမှာပဲနော်ဟုတ်ပါရဲ့ထိတ်ထားစိမ့်စိုအေးမြနေအောင်ကျုပ်ကျွန်တော်မျိုးတို့စူးစမ်းကြရပါတယ်ကောင်းတာပေါ့ကဲပြောပါအောင်ဦးဖေးရအောင်ကျွဲပေါက်ကြီးတစ်ကောင်ရဲ့တနာစပွဲအာရော့ရင်းရိုင်မှုတွေ့လိုက်ရတယ်ဦးဖေးကပင်ကောကစကားနဲ့သူဖြစ်တဲ့အထဲမှာဘာစကားမှမပြောတတ်ရှာတော့ဘူးထင်ရဲ့မိုးမောက်ဖူးထင်းရဲ့ပခုံးသားရွေကြားတုတ်ခိုင်ထားတဲ့လေပင်ကြီးကိုတက်မမတ်ကြီးစွန့်ထားရင်မျက်နှာမရွေပဲမျက်လုံးတွေရွေသွားတယ်အော်ခင်ဦးရဲ့အကြည့်တံကိုရင်မဆိုင်ရဲဦးထင်ရဲ့ဘာဖြစ်ကြလဲရှင်တို့ဘာဖြစ်နေကြလဲရှင်တို့ရဲ့တက်မင်းဟာကျမနဲ့တွေ့ဒီတိုင်းရင်ဆိုင်ဖို့တော့တွန်တယ်မပေးလိုက်တန်ကောင်းပါအောင်အခုရှင်တို့ကရုပ်ပြက်စင်းပြက်နိုင်လွန်းလာတယ်မင်းယောက်ျားကြီးတွေပဲဘာကြောင့်အပြို့ပြို့လဲလဲနဲ့ရင်းရိုင်နေကြရလဲဘာလဲဒါရှင်တို့တိုက်ခိုက်ခဲ့ဘူးတဲ့စစ်မြေပြင်နဲ့မတူတော့လားထောင်ပေါင်းများစွာရှိရဲ့ဂျွန်းတပုံတက်ကြီးဦးတော်မှာရှင်တို့ရင်ဆိုင်ပြစ်ခတ်ကြသေးတာပဲကျမဒါသစင်းကိုတော့စဝိုင်းတစ်ပတ်မဝိတ်ရမ်းနိုင်တယ်လက်ညိုးတော်ကိုင်းတစုံမငင်နိုင်တယ်မိမသားလေးတယောက်ပါရှင်ဒီလိုမိမသားတယောက်ရှိမှာရှင်တို့ဘာကြောင့်အိုးမတွေးစမ်းနဲ့လေဘာကြောင့်ပူလောင်တဲ့အတွေ့အစီရောက်သွားရလဲအေးဆမ်းမှုရဲ့လောင်ကျွမ်းခြင်းတကိုးသက်တည်လေသူတို့ခင်ဦးတကယ်တနာသွားမိရဲ့ကဲနောက်တော့မှထတ်တော်တွေလဲခွင်းနေနဲ့အေးယာရီမြင့်နဲ့ညောင်ဝကဘာတို့ထိတ်ထားလိုက်ကြည့်မယ်နော်ထိတ်ထားတကယ်မြင်မှုကျင်တာပါအခုခီးပန်းလာလို့သူတို့အားလုံးဒူးထောက်ရင်းနဲ့ပဲဥညွတ်ကြပါတယ်ထိတ်ထားဆန္ဒရှိရအမိန့်ရှိပါတန်ပါဒီပါမှာကျွန်တော်မျိုးတော့တက်နိုင်သမျှစောင့်ချင်းပေးပါမယ်တမုန်းငထွေစီကတဲ့ထွက်လာတဲ့စကားခင်ဦးပြုံးလိုက်တယ်ကြည်စံပြုံးလဲပြုံးတက်နေပါဘကောကောင်းပါပြီတမူးတို့ပြောပါမယ်သူတို့ထွက်သွားကြတယ်အားကောင်းမောင်းတဲ့ယောက်ျားကြီး3ယောက်ရဲ့နွမ်းလျားခွေရိုင်ခြေလန်းတွေကိုမြင်ရစိတ်မသက်သာစရာပါပဲရန်ရီရောက်လာကြပြန်တယ်မော်ဘီယာနှီးနဲ့ရောဆက်ထားတဲ့ပန်းမောင်းနဲ့သာဂရိုးနန့်တင်းနေတဲ့သားမွေးရဲ့ရှုံးမဲ့ဝင်းစုံနေတဲ့တစ်သေးတွေနောက်တော့တန်လွင်ခွက်ခွင်းပတ်တာနဲ့ရာမညတူရိယာမိချောင်းကိုတကူးတကန့်တဲလာတဲ့ပန်ထရာတဲ့အဖွဲဘာမှမသိရှာတဲ့ရန်ရည်လေးတွေအားလုံးပြောလိုက်ရတယ်အားလုံးပြန်သိမ်းသွားကြပါကွယ်အခုချိန်မှာတော့ထိတ်ထားတတ်တာတွေမလိုတော့ပါဘူးထိတ်ထားခီးပန်းလာတယ်မင်းတို့လည်းအနားယူကြပါအောင်ရက်တော်လည်းမဆက်ပါနဲ့
ထိတ်ထားတယောက်တည်းပဲနေကြတယ်တန်ပါဒီပါနန်းတွင်းရံရွေတော်လေးတွေချစ်စပွဲမျက်နှာလေးနဲ့မော်ကြည့်နေကြတယ်သူတို့ပြုံးပြီးခေါင်းငိတ်ပြလိုက်တယ်သူတို့ညင်သာစွာထွက်ခွာသွားကြပါတယ်အော်ငါတကယ်ပဲပြုံးတဲ့ရီထက်နေပြီဩခင်ဦးထအတန်မပြုတ်နဲ့အမောင်ပါဟမ်အမောင်ဟုတ်တယ်နန်းဆောင်မှာအမောင်မြင်ရှိတယ်ငထွေငလုံးနဲ့ဦးဖေးတို့လည်းအသင့်ဆောင်နေကြတယ်လာအိုးအခုဘယ်ချိန်ရှိပြီလဲအမောင်ရဲ့တကောင်ကြော်ပြီအလုံးအိမ်မောကြနေကြပြီခင်ဦးတို့ဘယ်သွားမှလဲမောင်အားလုံးနဲ့ဝေးရပေါ့အနော်ရဲ့ထားအုတ်တာဘရင်နဲ့တကွာဘယ်သူမှလက်လန်းလို့မရတဲ့နေရတောင်တန်းကြီးတွေရဲ့ဟိုးပဲအိုးခင်ဦးဝမ်းသာလိုက်တာအမောင်ရဲ့ဒါနဲ့များတော်လန်စခန်းမှာတော့အမောင်ကဒါပြောမနေနဲ့ခင်ဦးအမောင်ကိုအမောင်သိလိုက်ပြီအမောင်ရဲ့နဲ့နှလုံးသေးပုတ်ကိုထုတ်ပြီးပေးလိုက်ရတာအမောင်မခံနိုင်ဘူးပြီးတော့တခြားလူတယောက်ကဒီနှလုံးသေးပုတ်အမောင်ရှိမှပဲစားတော့ပြမှာဆိုတော့ဒါနဲ့များအမောင်ရဲ့ခင်ဦးမငိုလိုက်ရတာအမောင်လည်းငိုရတာပဲငထွေတို့လည်းငိုကြတာပဲအခုတော့ဘယ်သူမှမငိုရတော့ခင်ဦးလည်းမငိုနဲ့တော့လာထသွားကြစို့မှောင်နဲ့မဲပါလားအမောင်ရဲ့ခင်ဦးဘာမှမမြင်ရအောင်အမောင်ခါးကြီးကျို့မြဲမြဲကင်ပြီးတော့လိုက်ခဲတန်ဖတ်ဒီပါနန်းတော့အမောင်အလို့ရပြီသားမကြောက်နဲ့နော်အိုးဘာကြောင့်ကြောက်ရမှာလဲအမောင်ရှိနေတာပဲဥစ္စာဟုတ်ပြီရှေ့မှာလှေကတစ်တွေဆင်းရမယ်အမောင်လှေကတစ်တွေကလည်းမဆုံးတော့ဘူးလားရောက်ပြီဟောရှေ့မှာအမောင်မြင်တမူးငထွေတို့ရောမြို့တကားမှာစောင့်နေတယ်ဥပိယကျုံထိတ်မှာငလုံးကတရွင်းတောင်ချီမှာကဲခင်ဦးကိုအမောင်မစွန့်ပစ်နိုင်ပါဘူးဆိုတာခင်ဦးသိတာပဲပါတယ်အကြီးမားဆုံးဆုံးရှုံးရမှုဟာအကြီးကျယ်ဆုံးအောင်မြင်မှုဆိုအမောင်ပဲပြောခဲ့ရလေအမောင်မှားသွားတဲ့ခင်ဦးရဲ့ကဲမြင်းမော်တက်မြင်းခွာတန်းနေကြောင်သူတို့နိုးကုန်ကြရင်ရောအနော်ရထားဘင်းရဲ့လူယုံတော့အမောင်ရဲ့တရှုပဲသူတို့အားလုံးညစားပွဲတော့မှာအိတ်ဆေးခတ်ထားတယ်ဟုတ်လားဒါဖြင့်ကဲခင်ဦးရဲ့အမောင်ရင်ခွင်ထဲမှာသာမှီပြီးလိုက်ခဲ့တော့မြင်းကိုဇက်ကုံဖွင့်မှာနော်စိတ်ချမောင်ဟိုရှေ့မှာရက်လိုက်ကြံစက်တာမင်းဒီလိုလုံမယ်ဆိုတာငါသိပြီသားမင်းလူတရှိုခတ်ထားတဲ့အိတ်စီကိုငါမစားဘူးအမောင်အဲ့ဒါစောလူမင်းသားဟာငါလဲပါတယ်ကွာစောလူကိုတော်လေးပြီးမှငါအမြဲရှိနေတယ်ဖေရဟိုတစ်ဖက်လက်မင်းရမှန်မလားအမောင်ကြံစက်သားမင်းနဲ့မနိစန္ဒာတို့ကြောင့်ငါအကုန်သိပြီသားမင်းဟာတစ္ဆာမဲ့တဲ့ကြွန့်ရုပ်သွားပြီတော့ကွာအမောင်မတတ်ပါနဲ့သွေးတွေစောလူမင်းသားကွာမင်းရမှန်ကွာဖေရထိတ်ထားလေအိုးတလုံးပေါ်မှာဒီတိုင်းဆက်ပြောနေတာပါလားကြည်စမ်းဆက်ရဆောင်စီကိုမပို့ကြဘူးလားဟေးအိမ်ဖန်ဆောင်နေဘယ်ရောက်နေတယ်လဲအိုးဒုက္ခပါပဲကိုရီလည်းကြစ်တောက်လို့ပါလားထိတ်ထားလေသွေးတွေလို့လက်အောင်ရှာတာအိမ်မဆိုမရှာတယ်ထင်ရဲ့ထိတ်ထားလေကိုစိတ်နှလုံးဂျုံကြပြီးမကြမ်းမမာဖြစ်ရခြင်းကိုနှစ်သက်ကျင်နဲ့ချင်းကြီးစွာမြင်နေတဲ့မိန်းကလေးတရားဆိုတာဒီကမ္ဘာလောကမှာရှိသလားရှိတာပေါ့အဲ့ဒီမိန်းကလေးကခင်ဦးလေအနုရုဒ္ဓဘုရင်ရဲ့အကောင်းဆုံးအတော်ဆုံးတန်ပဒီပါတမားတော်ကြီးတွေဟာဘုရင်အမိန်တော်နဲ့ခင်ဦးကိုအနီးနီးဖုံဖုံကုသကြလေဇေဝဓာတ်စာတွေတိုက်ကြွေးကြတင်မြတဲ့နေအောင်ကြီးနဲ့လီကောင်းနေတန်းရအောင်အထူးတလဲစီမံပေးကြသွေးသားအားအင်ပြည့်ဖြိုးစေမယ်အယောင်သွေးအနံ့တက်ကစားပြီးဖန်နီးပေးကြတယ်အစွမ်းကုန်ကုသကြလေရဲ့အောက်သားနေတန်ပဒီပါတီလာရတဲ့ခီးဟာနည်းနော်ခီးမှမဟုတ်ပဲခီးချမ်းမှာရာသီဥတုကလည်းပြောင်းလဲဖြစ်အစားအစာလည်းအသစ်ဆန်းတွေဖြစ်ဆိုတော့ထိတ်ထားဟာရည်စိမ့်နေစိမ့်မြေစိမ့်အကူပြောင်းကြအခုလိုဖြစ်ရတာပါတမားတော်ကြီးတူကဆိုပါတယ်အဓိကကတော့တန်ပဒီပါရဲ့လောလောပူတဲ့နေတောင်မခံနိုင်လို့ပါပူပြင်းတဲ့တန်ကြောင်ထိတ်ထားပထဝီဓာတ်ငုံသွားရအစားအဖျားသွေးဝင်ခဲ့တာပါနောက်တမားတော်တူရဲ့မှတ်ချက်ကန်စိတ်ဦးတို့အာဟာရအကြောင်းတရား၄ပါးမှာအာဟာရကြောင့်အခုလိုဘုံဘုံလေးကြရှာခြင်းဖြစ်ပါတယ်ရင်းမြေတဘာဝမတူတဲ့ဒေသတစ်ခုကနေတစ်ခုပြောင်းမှာထိတ်ထားလေးစားသုံးခဲ့ရတဲ့အာဟာရတွေဟာပင်ကိုတက်ခံပါစကတက်ကမချေဖြတ်နိုင်ပါဘူးအစာမကြေခြင်းကစားတဲ့ယောဂပါအနုရုဒ္ဓဘုရင်ဟာခင်ဦးရဲ့ဆက်ရသလုံးစီကိုမကြာခဏရောက်လာတယ်မိန်မောဖြောတော့နေတဲ့ခင်ဦးရဲ့နှစ်ဖူးပြုံအตาရဆန်းကြည့်
သွေးဆုပ်အေးဆက်နေတဲ့ခင်ဦးရဲ့လက်ချောင်းလေးကိုဖွားဖွားညင်သာစုပ်ကိုင်နေပြီးတော့တိုးတိတ်စွာဆိုတယ်မင်းဟာတကယ်ကိုနှုတ်နေတဲ့ပန်းလေးတစ်ပွင့်မှာပဲလားမနှိစံတာအမှန်တော့ခီးရကျန်းလဲကျန်းပန်းလဲပန်းပေတယ်ဒီတန်းကိုမင်းခံနိုင်မှာမဟုတ်ဘူးဆိုတာကျုပ်တို့တွေးမိဖို့ကောင်းတယ်ခင်ကတော့ဆက်ရပေါ်မှာချီနဲ့စွာလဲလျောင်းနေရင်အနုရုဒ္ဓပင်ကိုစိတ်ထဲကပြန်ပြောနေမိတယ်တကယ်ကိုနှုတ်နေလာတဲ့ပန်းလေးတစ်ပွင့်နဲ့လားရှင်မားနေပြီပန်းလေးတစ်ပွင့်ဆိုရင်တော့မှဒီတန်းလေးကိုခံနိုင်မှာပါကျမဟာပန်းကလေးတစ်ပွင့်မဟုတ်ဘူးမိမသားတစ်ယောက်လူသားတစ်ယောက်ငရဲတွင်းထဲကိုအရှင်သက်လက်ဆင်းခဲ့ရတယ်လူသားတစ်ယောက်လို့အနုရုဒ္ဓပင်ဟာခင်ကိုအကြာကြီးငေးဆိုင်နေပုံရပါတယ်ခင်ကတော့မျက်လွှာကိုပိတ်ထားတဲ့အတွက်သူ့ရဲ့အသက်ပြင်းပြင်းရှူထုတ်လိုက်တဲ့ပူနွေးရဲ့အတွေ့ကိုပဲပါးပြင်တစ်ဝိုက်မှာရနေတယ်ဒီနေ့ရောတတ်တာရလားမနှိစံတာရှင်နဲ့မောနေသေးသလားခေါင်းထဲမှာတရိပ်ရိပ်ဖြစ်နေသေးသလားအစားအသောက်တွေရောစားချင်စိရှိရဲ့လားအုတ်သားနဲ့မင်းစားတတ်တဲ့အစားအသောက်တွေကိုမှားပေးရမလားခင်ဦးမျက်လွှာမဖွင့်ပဲအသားရပဲခေါင်းရမ်းပြလိုက်တယ်အနုရုဒ္ဓဘုရင်ဟာလေးလေးလံလံတက်ပြင်းတစ်ချက်ချလိုက်ပြန်တယ်ခဏနေတော့ဆက်ရစီရထွက်သွားတယ်တမားတော်တွေအထင်းရရန်ရွေတော်တွေကိုသူတတွတ်တွတ်မှားကြားနေပါတယ်။ဘာကြောင့်ခင်ဦးခုထိနလန်မထူနိုင်သေးရလဲဆိုပြီးသူ့ရဲ့အမှုတန်းတွေကိုပဲငေါ့ငန်းနေတယ်။နောက်တော့သူအဆောင်တော်တွေကထွက်သွားတယ်။မျက်လွှာပိတ်လျက်သားနဲ့ပဲခင်ဦးပြုံးလိုက်မိရဲ့။အိုးပြုံးလိုက်မိပေမဲ့ပါးပြင်နှစ်ဖက်ပေါ်မျက်ရည်နှစ်ပေါက်ကလိမ့်စင်းကျသွားပါလား။တန်ပါတီပါနန်းတော်တွေကိုစရောက်တယ်။နေပြည်တော်ဝင်ညမှာပဲခင်ဦးအပြင်းထန်မကြမ်းမမာဖြစ်ခဲ့တယ်။အထင်းရန်ရွေတော်တွေကတော့ထိတ်ထားလျာခီးပြင်းကိုနှင်လာခဲ့ရပြီးလေပူတွေတဟူးတိုက်နေတယ်လာသာဆောင်ထဲမှာမမောပမတ်နဲ့အိပ်ပျော်သွားလို့လေစိမ့်မြေအပူရှက်ရာနဲ့အခွန်းငုတ်သွားတာလို့ပြောကြတယ်ပြောကြပါစီလေဒါသူတို့သိတဲ့အကြောင်းကိုပြီးတော့တမားတော်ရဲ့ယောဂအမိတက်ပုံတွေကုထုံးတွေစေးချက်တွေဓာတ်စာတွေပထဝီဓာတ်ဖောက်ပြန်သွားတာတဲ့ခရီးပန်းတာတဲ့အစာမကြေကြတဲ့ဝေဒနာတဲ့ပါစကားတဲ့အားနေသွားတာတဲ့ဇေဝဓာတ်စာတွေကလည်းမျိုးမျိုးဖုံဖုံမှလားသူတို့အားလုံးရဲ့ထင်မြင်ချက်တွေကုသချက်တွေကြားထဲမှာခင်ကတော့ပျော်ရွှင်စွာနဲ့နာဖျားမကြမ်းရှိခြင်းကိုလက်ခံနေလိုက်တော့တယ်မကြမ်းမမဖြစ်ရခြင်းကိုကျင့်တတ်နေတဲ့မိန်းကလေးခင်ကိုဟုတ်တယ်လေဆက်ရတလုံထက်မှာမကြမ်းမမဖြစ်မှုရဲ့ဒဏ်ကိုခံစားရင်ယောဂဝေဒနာကိုအကာအကွယ်ပြုပြီးခင်ဦးကအားလုံးနဲ့တီးခြားကင်းလို့စွာနေလို့ရတယ်။ဘယ်တော့မှစကားပြောစရာမလို။အနုရုဒ္ဓဘုရင်လာရင်တော့မှခင်ဦးကမျက်လွှာအသာပိတ်ပြီးမှိန်းနေလိုက်လို့ရတယ်။ရင်ထဲမှာအမြဲလိုမောနေတယ်။အစားတောက်မှန်သမျှကြည့်တော့မကြည့်ကြအောင်။ခေါင်းထဲမှာလည်းတရေရဲမျက်ခုံသားတွေကပူလောင်နေတယ်။ခန်းချောက်သွားပြီလို့ထင်ခဲ့တဲ့မျက်ရည်တွေဟာအလွယ်လေးနဲ့စီးကျလာတယ်။လက်ချောင်းလေးကလည်းဖြူရောဖြော့တော့နေတယ်ခြေပြားတွေကလည်းအမြဲလိုအေးနေတယ်။ပြီးတော့ပြင်းပြင်းပြပြဆန္ဒနဲ့အိတ်လိုက်ခြင်းပေမဲ့တကယ်တမ်းအိတ်လိုက်တော့မယ်ဆိုတော့ရောက်ရက်ခက်နေရဲ့အတွေးစားကြောင့်အိတ်လို့မပြောပဲ။ဘာပဲဖြစ်ဖြစ်ဒီလိုမကြမ်းမမဖြစ်နေရခြင်းကိုခင်ဦးသဘောကျတယ်။ကာရိကဝေဒနာကိုခံစားရင်အားလုံးကိုအဆက်အသွယ်ဖြတ်တကူတည်းပဲအတွေးနဲ့လွင့်ကျင်ရလွယ်။နေမကောင်းထိုင်မသာဖြစ်ခြင်းရဲ့မဲမောင်နဲ့အမိုက်တိုက်ကြီးရဲ့မှာပင်ပန်းကြီးစွာဒါပေမဲ့ပျော်ရွှင်စွာကူးခတ်အနာမသိလို့စေးမရှိကြတဲ့တမားတော်ကြီးတွေအတွက်တော့ခင်ဦးစိတ်မကောင်းပါဘူးသူတို့တွေအမြင့်တက်ကြတဲ့ဝေဒနာနဲ့ပဲအားလုံးကနေလွတ်မြောက်နေတာကိုလေသူတို့မသိရှာကြဘူးလေကံစိတ်ဥတို့အာဟာရအကြောင်းတရား၄ပါးနဲ့တပါးပါတယ်လားမိမိရဲ့ချစ်သူကိုယ်တိုင်ဟာခေါ်ယူဆောင်ခြင်းပြီးတခြားယောက်ျားတယောက်စီဆက်တာခြင်းခံရတဲ့မိမသားတဦးရဲ့ဝေဒနာရှင်တို့ဘလို့နာမည်တက်ကြမှာတယ်လေတယူတရပြုစုပြိုးထောင်ခဲ့ပြီးရွာလေးဖူးပွင့်လာခဲ့ချစ်ချင်းမြတ်တာပန်းကလေးတစ်ပွင့်ဟာအစွမ်းကုန်လှပတင့်တယ်စွာပွင့်အားကန်ဤဆဲဆဲကြမှာအပြင်းထန်ဆုံးရဲဆက်ဆက်အခြေမုန်းခံလာရရဲ့ဖြစ်ကိုရှင်တို့ကကန်စိတ်ဦးတို့အာဟာရလို့ပြောကြသလားတဲဦးတော်တမားတော်ကြီးကတော့အတော်လေးနိနိကက်ကခံမနိုင်ခဲ့လို့ဆိုရမယ်သူကထိတ်ထားလေးဟာသူ့ရဲ့ခမဲတော်နဲ့တကွမွေးရဲ့ဇာတိဒေတာနဲ့သူတသက်တာလုံးကြီးပြင်းရှင်သန်ခဲ့ရတဲ့လောကကိုရုတ်တရက်ကြီးစွန့်ခွာပြီးနေရာဒေသတဲ့ပတ်ဝန်းကျင်တဲ့လောကတစ်ကိုဘုံဆိုရင်ဆိုင်လိုက်ရတဲ့အတွက်စိတ်ထိခိုက်သွားတာပါတဲ့။အော်စိတ်ထိခိုက်သွားတာတဲ့လား။တမားတော်ကြီးရဲ့ကုထုံးကုချက်စေးဝါနဲ့ကြမ်းကန်တွေထဲမှာအားလုံးရဲ့လောက်ကြံမှုကြောင့်အရှင်လက်လက်နှလုံးကြည်ကွဲသွားရတဲ့ယောဂဆိုတာမပါဘူးလား
ဟိမွေနာနှင်းရည်ဇက်တွေနဲ့သာစိုက်ပျိုးရှင်သန်အပ်တဲ့ပန်းပင်တစ်ပင်ကိုနေရာအောက်ကပတ်ကြားအပ်မြေမှာကြက်ခတ်ရှာစူးပင်တွေကြားနေရာချစိုက်လီမှတော့ဒီပင်မမသိဒီအဖွင့်မှမကြွေ ပရိသတ်များရှိပရိသတ်များအတွက်အခုတင်ဆက်ပေးခဲ့တာကတော့စာရေးဆရာချစ်ဦးညိုရေးသားထားတဲ့မနီးဆန္ဒဥရန်ဆိုတဲ့ဇလန်လေးရဲ့အပိုင်းသုံးကိုတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။နောက်နေ့မှာလည်းဇလန်လေးရဲ့ကြံရှိနေတဲ့အပိုင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ပြီးတော့နားဆင်ပေးပါအောင်ရှင်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းတို့နဲ့ပြည့်စုံပျော်ရွှင်နိုင်ကြပါစေရှင်။